အခန်း325ဖျော်ဖြေမှုအသစ်တစ်ခုတိတ်ကိုကောင်းတာပဲလီနင်းဖန်ကတိကအောက်ဖြစ်သွားပြီးစိတ်လှုပ်ရှားနေ၏ဒီမှာမြေအောက်ကဘာဤကိုခန္ဓာကျင့်ကြံခြင်းကျမ်းစာဖြစ်သည်သို့တော်လည်းမဖြစ်စလောက်သာလေ့လာလိုက်ရသည်ကျမ်းစာဤအဆင့်9ဆင့်မှာတထိုင်တည်းနှင့်ပြီးဆုံးသွားချေပြီငါကတရက်တည်းနဲ့ immoral ဖြစ်ဖို့ကျင့်ကြံလို့ရသွားပြီလားသူမျက်လုံးများအားဖွင့်လိုက်သည်သူသည်လုံးဝအံ့အားသင့်နေသည်အဆုံးမရှိသောရွှေရောင်လင်းတန်းများမှာသူ့အားဝန်းရံနေသည်ရွှေရောင်လင်းတန်းများသည်လှုပ်ရှားသက်ဝင်ငြိမ်းချမ်းနေကသူ့အားကာကွယ်နေကြ၏ဒါအမှန်ပဲငါကံကောင်းပြီသူ၏နှလုံးသားတစ်ခုလုံးတုံလုံးနေကသူ့ကိုယ်သူထိန်းချုပ်နေရသည်တို့ရတွင်ရွှေရောင်လင်းတန်းများမှာလုံးဝမျက်စိကျိန်းစေပြီးထိုကဲ့သို့ထူးထူးဆန်းဆန်းအရာများသူ့အားဝန်းရံနေခြင်းမှာမျက်စိနောက်စေကနေသားမကျသေးချေအဆုံးမရှိသောရွှေရောင်လင်းတန်းများမှာသူတွေးမိလေလေထွက်ပေါ်လာလေလေဖြစ်နေသည်အယမ်းကိုမိုက်တာပဲလီနင်းဖန်ရေမောကဧဆောင်မအားလုံးအားကြည့်လိုက်သည်ဘလက်ကီမှာမြည်သည်မှမဖြစ်သည့်ဟန်ဖြင့်နေပြီးရှာတလစ်ဖြင့်ကျမ်းပြင်ပေါ်တွင်အပြစ်ကင်းသည့်ပုံစံနှင့်လဲနေ၏ဒီခွေးကတော့ကွာသူကခွေးဆိုတော့ဘာကိုမှမခံစားမိဘူးထင်တယ်လီနင်းဖန်အမဲရောက်ဒိဆအရှင်အားကြည့်လိုက်ကချက်ချင်းထိတ်လန့်သွားမိသည်သူ၏မျက်လုံးအိမ်များမှမျက်လုံးများကျမ်းပြင်ပေါ်သို့ပြုတ်ကျနေကြောင်းလီနင်းဖန်သတိထားမိသွားသည်သူ၏မျက်လုံးများမှာတရေတကောင်အားမြင်လိုက်ရတဲ့ကဲ့သို့အခေါင်းပေါက်များဖြစ်နေလေသည်လီနင်းဖန်ရေမောလိုက်သည်ကျုပ်ရဲ့ကန်စာတာတက်လွန်းတာကိုခမည်းအံ့ဩနေပြီမဟုတ်လားသူကြွားဝါပြောဆိုခြင်းမဟုတ်ကာသူအတီးပြုခြင်းသာဖြစ်သောကြောင့်မေးလာသည်အရှင်ကျွန်တော်ကိုခန္ဓာကျင့်ကြံခြင်းကိုအောင်မြင်သွားပြီထင်တယ်အမဲရောင်အတိတ်ဆအရှင်မှာတတိပြန်ဝင်သွားသည်ကျမ်းပြင်ပေါ်မှသူ၏မျက်လုံးများအားအလင်းအမြန်ပြန်ကောက်ကမျက်လုံးအိမ်ထဲသို့ပြန်ထည့်လိုက်ပြီးဘလုံးပထွေးပြောတော့သည်ဟုတ်ပါတယ်တကယ်ကိုဟုတ်ပါတယ်သခင်လေးလီကတော်တဲ့သူပါပဲဗျာစိတ်ကူးကြည့်လို့တော့မရဘူးတကယ်ကိုအထင်ကြီးစရာပါပဲဒါပေမဲ့ကျွန်တော်ဘာမှထူးခြားသွားတယ်လို့မခံစားရဘူးကျန်းစာရဲ့အဆင့်တွေကဘလို့မျိုးလဲလီနင်းဖန်မျက်မှောင်ကျုပ်လိုက်သည်သူအပြင်ဘက်သို့ကြည့်လိုက်သောအခါကြောက်တုံးတုံးအားတွေ့ရသည်သူနေရာတွင်ပင်လေထဲမှတစ်ချက်ထိုးလိုက်သည်ရွှေရောင်လင်းနှန်းများကသမုတ်တရာတစင်းတစ်ဖွဲကြောက်တုံးကြီးအားတိုက်ခိုက်တော်သည်လေးလင်းတို့မှကြောက်တုံးကြီးအားဖုံးလွှမ်းသွားကရိုက်ခတ်တော်သည်တိုက်ကွက်များမှာလှပ၍စွမ်းအားကြီးဟန်ရှိသည်သို့သောကြောက်တုံးမှာနည်းနည်းလေးမှရွှေ့မသွားချေလီနင်းဖန်အတော်လေးစိတ်ပြတ်သွားသည်ထိုခိုက်တန့်တွင်သူသည်အစိတ်သင့်စပြည့်ဖလားခရစ်ယာန်သမကျမ်းစာမှာဆိုသောစာပိုက်အားနားလည်သွားသည်အလင်းရောင်တွေကရန်သူကိုမမြင်တာလားကန်းနေတာလားသူမေးလာသည်အရှင်ဒါကဘလို့ဖြစ်တာလဲသခင်လေးလီကျမ်းစာရဲ့အဆင့်ကအယမ်းကိုမြင့်မားပါတယ်အမဲရောင်အနှိမ့်ဆအရှင်သခင်လည်းပြောရန်စကလုံးရှာရခတ်နေသည်သခင်လေးလီရဲ့ကြင်ကြံခြင်းနီလန်းကပြိုင်ဘက်ကင်းဖြစ်နေလို့ပါလီနင်းဖန်မျက်ခုံးများပင့်တင်လိုက်ကစိတ်မတက်မတာဖြင့်မေးလာသည်တခုခုမှားနေတာလားအမဲရောင်အနှိမ့်ဆအရှင်လည်းအလင်းအမြန်ကောင်းခါသည်ပြဿနာမရှိပါဘူးသခင်လေးကအဆုံးမဲ့ကုသိုလ်ကိုခန္ဓာကျင့်ကြံခြင်းကိုကျင့်ကြံလိုက်လို့ပါအဆုံးမဲ့ကုသိုလ်တန်ခိုးမှာတိုက်ခိုက်ခြင်းမရှိပါဘူးအဆုံးမဲ့ကုသိုလ်တန်ခိုးလီနင်းဖန်နှဆိုင်စွာတွေးတောနေပြီးထိုစကားနှင့်ယဉ်ဤသည်ဟုထင်နေမိသည်သူတော်စင်များပင်လျှင်အဆုံးမဲ့ကုသိုလ်တန်ခိုးအတွက်တိုက်ခိုက်ကြရသည်နိုဝါမယ်တော်သည်ကောင်းကင်အားပြန်လည်ပြုပြင်ခဲ့ပြီးယွန်စေးဖြင့်လူတဦးပြုလုပ်ကာအဆုံးမဲ့ကုသိုလ်တန်ခိုးများရရှိနိုင်သောဘာသာတရားတစ်ခုဖန်ဆင်းခဲ့သည်လေရင်လူသားမှာသူတော်စင်တစ်ပါးဖြစ်လာခဲ့သည်သူသည်ဒဏ္ဍာရီလာထူးဆန်းကဘာသို့ကူးပြောင်းရောက်ရှိလာသူဖြစ်သောကြောင့်ထိုကိစ္စနှင့်ပတ်သက်၍မှားနိုင်စရာမရှိပေအဆုံးမဲ့ကုသိုလ်တန်ခိုးတွေကြောင့်ငါကဒီကျမ်းစာရဲ့ကြင်ကြံခြင်းတွေကိုတခဏအတွင်ပြီးမြောက်သွားတာလားအမဲရောင်အတိတ်ဆအရှင်အံ့အားသင့်သွားတာဒါကြောင့်ကိုအဆုံးမဲ့ကုသိုလ်ကိုခန္ဓာလီနင်းဖန်စိတ်ကြည့်လိုက်သည်သူ၏လက်များအားကြည့်ကအင်းအရင်လိုပြော့နေတော့ပဲငါဘာမှလည်းထူးထူးခြားခြားမခံစားရပါလားဘလို့ပြောပြရမလဲသူအမဲရောင်အနှိမ့်ဆအရှင်အားကြည့်ကပြောလာသည်အရှင်ကျွန်တော်ကိုတိုက်ခိုက်ကြည့်ပါလားပင်သက်ရှိုက်တံအမဲရောင်အနှိမ့်ဆအရှင်ဤမျက်နှာမဲကြီးသည်ပင်ဖြူဖြော့သွားကသူပင်သက်ရှိုက်လိုက်ပြီးသူ၏အုတ်ထုတ်ရှည်ကြီးပင်လျင်မြေပြင်ပေါ်ကျသွားသည်သူဒုက္ခရောက်နေဟန်ရှိကထိတ်လန့်လျက်ပြန်ပြောသည်သခင်လေးလီမနောက်ပါနဲ့ဗျာကျုပ်ကဘလို့လို့သခင်လေးရဲ့ခန္ဓာကိုယ်ကိုထိရဲမှလဲတကယ်လို့သခင်လေးရဲ့ခန္ဓာကိုယ်ကအမွှေးလေးတမွှေးကိုတောင်ကျုပ်တိုက်ခိုက်လိုက်ရင်ကုသိုလ်တန်ခိုးတွေကကျုပ်ကိုထိခိုက်စေလိမ့်မယ်အဲ့ဒါကကျုပ်ရှင်လျက်နဲ့ငရဲကျနေတယ်လို့ဖြစ်သွားလိမ့်မယ်ကျွန်တော်သဘောပေါက်ပြီးလီနင်းဖန်ပြုံးကပျော်ရွှင်သွားသည်နောက်ဆုံးတွင်သူမထိန်နိုင်တော့ကအားရပါရရေမောလိုက်တော့သည်မတိုက်ခိုက်နိုင်တော့ဘူးငါ့ကိုဘယ်သူမှမလွှမ်းမိုးနိုင်တော့ဘူး
သူသည်တခြားသူများအားထိခိုက်အောင်မလုပ်နိုင်တော့လဲသူအားလည်းတခြားသူများကနာကျင်အောင်မလုပ်နိုင်တော့ပေသူသည်အဆုံးမဲ့ကုသိုလ်တန်ခိုးသူတော်စင်တစ်ပါးဖြစ်သည်ဤသည်မှာအလွန်ကောင်းသောဂုဏ်ပုဒ်တစ်ခုဖြစ်ကာသူသည်အင်မော်ရယ်များနှင့်အဆင့်တူညီသွားပြီဟုပြောနိုင်သည်အင်မော်ရယ်များသည်သူအားရန်စရဲကြတော့မည်မဟုတ်တော့ချေထို့ကြောင့်သူသည်တစ်ကမ္ဘာလုံးသို့ကြောက်လန့်ခြင်းမရှိခီးထွက်နိုင်ပေမည်လီမင်းဖန်မှာနောက်တစ်ကြိမ်ထပ်မံအတည်ပြုမေးပြန်သည်အရှင်ကျွန်တော်ရဲ့အဆုံးမဲ့ကုသိုလ်တခိုးတွေကတခြားသူတွေအန္တရာယ်ပေးလာမှုတွေအားလုံးကိုကာကွယ်ဖို့လုံလောက်ရဲ့လားဆရာကြီးရဲ့လုံလောက်ရဲ့လားဆိုတာဘာကိုဆိုလိုတာလဲလုံလောက်တဲ့အပြင်ပေါ်တောင်ပုံများနေတာလေအမဲရောင်အနိစ္စအရှင်မှာခက်ခက်ခဲခဲပြုံးကပြောလာသည်ယူနေတဲ့သူတွေပဲတခင်လေးလီကိုတိုက်ခိုက်ရဲမှာပါသူဤစကားမှအရေးကြီးသောစကားလုံးတစ်လုံးအားလီနင်းဖန်မှတ်သားလိုက်သည်ယူနေမှဟုတ်တာပဲငါမှာအဆုံးမဲ့ကုသိုလ်တန်ကိုရှိခြင်းရှိလိမ့်မယ်တခြားဘာစွမ်းအားမှမရှိဘူးဒါကအခြေအနေမတည်ငြိမ်သေးဘူးပဲအကယ်၍သူသည်အယူတစ်ယောက်နှင့်ဆုံတွေ့ခဲ့ရလျင်အယူမှာသူ့အားအလွယ်တကူတိုက်ခိုက်လာပြီးနှစ်ယောက်လုံးတည်သွားနိုင်သည်တိတ်မှန်တက်နေလို့မရဘူးငါဖော်ဖော်ရွရွနေရမယ်လီနင်းဖန်သူ့ကိုသူသတိပေးနေသည်သူရုတ်တရက်အရေးကြီးသောတစုံတရာအားမှတ်မိသွားကရေရွတ်လိုက်ဒီငါပြန်နိုင်ပြီလားသူစိတ်ထဲတွင်ပြန်တန်းရန်တွေးတောလိုက်သည်အဆုံးမရှိသောအဆုံးမဲ့ကုသိုလ်တန်ကိုရွှေရောင်လင်းနှန်းများသည်သူ၏ခြေဝါးအောက်တွင်တိမ်ဆိုင်တစ်ခုအဖြစ်ပေါ်ပေါက်သွားကလေးရင်တိမ်ဆိုင်သည်တဖြည်းဖြည်းသူ့အားမတင်နေသည်တိမ်ဆိုင်သည်အခြားသောတိမ်များနှင့်ကွဲပြားနေကလေးရင်မှမျက်စိကျိန်းလောက်အောင်ရွှေရောင်တောက်နေပြီးနေသေးသေးလေးတစ်လုံးကဲ့သို့ပင်ဖြစ်သည်လေးရင်မှအမှန်တကယ်ပင်အမိုက်စားဖြစ်ကပြိုင်ဘက်ကင်းလာသည်လီမင်းဖန်ပထမတွင်ရိမ့်ရိုင်နေတော့လဲမကြမီခန္ဓာကိုယ်အားတိမ်ဆိုင်ပေါ်တွင်ဟန်ချက်ညီအောင်မြည်တို့ထိန်ရမည်အားနားလဲသွားကကျေနပ်စွာပြုံးနေတော့သည်သူရွှေရောင်တိမ်ဆိုင်အားစီးနင်းနေချေပြီးတကယ်မိုက်တာပဲနောက်ဆုံးတော့ငါပြန်နိုင်ခဲ့ပြီသူစိတ်မထိန်နိုင်တော့ကနောက်တစ်ကြိမ်အားရပါရရေမောပြန်သည်ကောင်းလိုက်တာလုံးဝကောင်းလိုက်တာဟာဟာဟာဘလက်ကီလီမင်းဖန်အားစိတ်လှုပ်ရှားစွာကြည့်နေကလေရင်လဲရဲနေလေသည်လေရင်ဤတခင်မှာပုံစံအစ်စ်အားအလွန်ကျဉ်းနေဟန်ရှိကသူသည်တာမန်လူအဖြစ်နေရခြင်းအားညီငွေလာပြီးဖျော်ဖြေမှုအသစ်တစ်ခုအားတွေ့သွားချေပြီဘလက်ကီမှာလုံးဝပျော်ရွှင်နေတော့သည်လေးရင်ဤတခင်အတွက်ဤကဘာတွင်စိတ်ဝင်စားစရာများမရှိတော့မည်ကိုလေးရင်စိုးရိမ်နေမိသည်နောက်ဆုံးတွင်တခင်အားစိတ်ကြည်နက်မှုရစေရန်အယုတ်ကောင်းကောင်းတရုပ်ရှာဖွေရသည်မှာခက်ခဲလွန်းလာသည်တင်စားပြောဆိုရမည်ဆိုလျင်ကလေးတစ်ယောက်သည်ကစားစရာအယုတ်အသစ်တရုပ်ရသောအခါပျော်ရွှင်စွာကစားလေးရှိကြသည်တို့ရတွင်သူတို့ထိုအယုတ်နှင့်ကစား၍ပြင်းလာပြီဆိုလျင်အလွယ်တကူဖြက်စီးပြစ်တတ်ကြလေသည်လေးဤတခင်မှလည်းထိုအတိုင်းပင်ဖြစ်သည်တခင်ပြင်းလာသောအခါနတ်ဖျားများနှင့်ရှင်၍ကစားခြင်းပေလိမ့်မည်သူနာတစ်ချက်ခြေလိုက်ုံနှင့်ပင်ကဘာကြီးဤနေရတော်များများအားဖြက်စီးပစ်လိုက်နိုင်သည်လီနင်းဖန်ကျန်းစာအုပ်အားအမဲရောင်အနိစ္စအရှင်အားပြန်ပေးလိုက်သည်အရှင်ကျေးဇူးအများကြီးတင်ပါတယ်ဗျာအမဲရောင်အနိစ္စအရှင်မှာအလင်းအမြန်ပင်ကြောက်လန့်နေသောအတန်ဖြင့်ပြောလာသည်ရပါတယ်တခင်လေးလီကကျုပ်တို့ကူညီထားတာထက်ကိုပိုပြီးမြေအောက်ကဘာကိုကူညီထားတာပါဗျာလီနင်းဖန်ပြုံးကပြန်ပြောသည်ဟာဟာကျွန်တော်တို့ကကိုင်းကျုံမီကျုံကိုင်းမီပေါ်သူသည်အားလုံးနှင့်တန်းတူရည်တူစကားပြန်ပြောရန်ယုံကြည်မှုရှိသွားကသူနောက်ထပ်ဂယုစိုက်၍ကြောက်နေစရာမလိုတော့ချေသူပုံမှန်ဖြစ်သွားသလိုခံစားလိုက်ရသည်အရှင်ကျွန်တော်ပြင်ဘက်မှပြန်ကြည့်လိုက်အောင်မယ်လီနင်းဖန်တိမ်ဆိုင်အားစီးနှင်းကအပြင်ဘက်သို့ထွက်သွားတော့သည်သူသည်ရွှေရောင်တိမ်ဆိုင်အားရေလော်လိုင်းစီးပြင်ချက်အားစီးနေတကယ်သို့စီးနှင်းနေပြီးသူ၏စပင်များနှင့်အဝတ်စားသည်လေထဲတွင်လူးလွတ်နေသည်အင်မော်ရယ်များပြန်တန်းလျင်မြည်တို့ခံစားရကြောင်းလီနင်းဖန်နားလဲသွားသည်သူသည်အပြင်ဘက်ဝတ်စားများအားပို၍အမိုက်စားဖြစ်အောင်ပြောင်းလဲရန်တွေးတောနေမိသည်သူရုတ်တရက်အကြံဉာဏ်တစ်ခုရသွားသည်သူ၏ရွှေရောင်လင်းသည်တဖန်ပြန်လဲပေါ်ပေါက်လာပြီးသူ့အားဝန်းရံသွားသည်မကြာမီလေးရင်မှအစစ်မြစ်လမ်ဘော်ဂီနီပြိုင်ကားတစ်စီးအဖြစ်တည်လာလေသည်လီနင်းဖန်သည်စတီယာဘီအားကင်ကလေထဲတွင်မောင်းနှင်တော်သည်ငါတယောက်တည်းကလီမျိုးနွယ်ငါတယောက်တည်းကပဲလေထဲမှာပြိုင်ကားမောင်းနေနိုင်တာအဆုံးမဲ့ကုသိုလ်ရွှေရောင်လင်းမှာမြန်ဆန်ပြီးအရှိန်မှာအင်မော်ရယ်များထပ်ပင်မြန်ဆန်လောက်သည်နီလာမြို့တော်ရှိအိုနီများမှာဆက်ဆက်ဆုဆုလမ်းကြည့်နေတာသူတို့မင်တက်နေကြ၏ကြည့်ပါဦးရွှေရောင်တိမ်ဆိုင်တစ်ခုဘာလို့ရှိနေရတာလဲခဏလိုက်တာဟာတိမ်ဆိုင်ကပုံစံပြောင်းသွားပါလားအဲ့ဒါဘာကြီးလဲအင်မော်ရယ်ပစ္စည်းများလားဒါကတော်တော်ကိုခဏတာပဲဒီလောက်ခဏတာမျိုးကျုပ်တစ်ခါမှမမြင်ဘူးအဲ့ဒါကပြန်တန်းနိုင်တဲ့ခုခံမှုအမြုတေပေါင်းဆက်ခြင်းအင်မော်ရယ်ပစ္စည်းပဲဖြစ်ရမယ်
အမဲရောင်အနိစ္စအရှင်လဲပြေးထွက်လာကအော်ဟစ်တော်သည်တိတ်ဆန်းဒေါသားတွေအကုန်လုံးကိုလိုက်အံ့ဩမနေနဲ့ဆရာကြီးကိုမနှောက်ယှက်ကြနဲ့မင်းတို့ကိုမင်းတို့ပြန်ကြည့်ကြစမ်းမျက်လုံးတွေကျွတ်ထွက်နေပြီးမင်းတို့အပြုမူတွေကိုထိန်းကြစမ်းသူစူပူလိုက်ကသူ့ကိုယ်သူလဲထိန်းချုပ်၍မြေအောက်ကဘာစီတို့အလျင်အမြန်ပြန်တန်းတော်သည်မြေအောက်ကဘာတွင်မုတ်ပိုသည်အဖြူရောင်အနိစ္စအရှင်တင်ပြမှုများအားဂယုတစိုက်နားထောင်နေသည်သူမ၏မျက်နှာအရေပြားများမှာတွန့်နေတော်လဲမျက်မှောင်ကျုပ်လိုက်သောအချိန်များတွင်ပို၍တွန့်သွားသည်အတုရာခန္ဓာကိုယ်၏နှောက်ယှက်မှုသည်လုံးဝပြင်းထန်ခဲ့တော်လဲဆရာကြီး၏ခွေးကသူရဲကောင်းတစ်ယောက်ကဲ့သို့အလွယ်လေးချေမှုန်းပစ်ကသူတို့အားအန္တရာယ်မှကယ်တင်ခဲ့လေသည်ဆရာကြီးမှာမြေအောက်ကဘာအားထပ်မံကယ်တင်လိုက်ခြင်းပင်တို့ရာတွင်ထိုအချက်မှာဇလန်း၏နိဒန်းမြတာဖြစ်ကမုတ်ပိုသည်ရဲတိုက်မြို့တော်အကြောင်းအားကြားလိုက်ရသောအခါခါကုန်းနေသောခန္ဓာကိုယ်သည်ဖြောင့်တန်းသွားပြီးသူမပင်သက်ရှိုက်မိသွားတော့၏ပင်သက်ရှိုက်တန်အခန်း325ပြီးပါပြီအခန်း326ဒါမလွန်လုံးဘူးလားကောင်းလိုက်တဲ့အစီအစဉ်အားကောင်းလုံးတဲ့ဗျူဟာတစ်ခုပဲမန်ပိုတက်ပြင်းချလိုက်သည်သူမ၏အစင်းနှင့်ပင်အံ့အားသင့်စရာကောင်းလွန်းလာသည်လင်းကသူမကိုပင်အမြင်ကျဲသွားစေသည်ရှေးဟောင်းခေတ်တွင်အဘဲကြောင့်နတ်ဖျားများမှာဝါရလန်းစဉ်နှင့်ဘာသာတရားများအားဖန်တီးခဲ့ကြသည်နည်းပြန်လည်ဝင်စားခြင်းအတွက်စတေးမှုများအားအဘဲကြောင့်ပြုခဲ့သည်နည်းအလုံးကိုရင်း၍ကျမကုသိုလ်များရရှိရန်လှုံ့ဆော်ခဲ့ကြသည်လော့မြေအောက်ကဘာသာမြို့တော်တစ်ခုတည်ထောင်ထားမည်ဆိုပါကအားလုံးမှာမြေအောက်ကဘာအပေါ်အထင်ကြီးလေးစားလာပြီးအမြင်များပြောင်းလဲလာပေလိမ့်မည်လူသားများမှာမြေအောက်ကဘာအားကြောက်လန့်ခဲ့ကြသည်သူတို့ကတစေထိန်ပြီးလူများဖြစ်သောအိုနီများအားလန့်ကြသည်ရဲတိုင်းမြို့တော်တစ်ခုအားတည်ထောင်မည်ဆိုလျင်တာမန်လူသားများနှင့်ပိုမိုထိတွေ့နိုင်ပေမည်တာမန်လူသားများလည်းပိုမိုသဘောကျလာကကျမကုသိုလ်များကိုလည်းစူးစီးရနိုင်သည်ကြောက်เสียရပဲတကယ်ကြောက်ဖို့ကောင်းလို့နဲ့အဖြစ်ပြက်တစ်ခုလုံးကိုပြောင်းလဲနိုင်ရင်အများကြီးအကျိုးရှိနိုင်လိမ့်မယ်ကံမကောင်းသည်မှာမြေအောက်ကဘာမှာဆိုးရွားစွာပျက်စီးသွားခဲ့ခြင်းဖြစ်သည်မဟုတ်လျင်မဟာကပ်ဘေးကြီး၌သူတို့သည်လည်းထိုမြကူကယ်ရမဲရလိမ့်မည်မဟုတ်ချေစိတ်ထိန်ဆန်းဆရာကြီးမှာအစီအစဉ်ရှိနေပြီဆိုမှတော့ငါတို့လည်းစိတ်ထိန်ထားရမယ်ငါတို့မြေအောက်ကဘာကအနှိမ့်နဲ့အမြန်ပြန်လဲထူထောင်လာနိုင်တော့မယ်မန်ပိုတက်ပြင်းချလိုက်ကဆရာကြီးကမြေအောက်ကဘာအပေါ်မယုံကြည်နိုင်လောက်အောင်ကောင်းတယ်ဒီကျေးဇူးကိုပြန်ဆက်နိုင်ဖို့ခက်လိမ့်မယ်သူမသည်သူတော်စင်တစ်ပါးမှပြန်လဲဝင်စားလာခြင်းဖြစ်သည်ထို့တို့ပြောလာသည့်ကြောင့်မို့သူမတကယ်ပင်အထင်ကြီးနေကြောင်းသိနိုင်သည်ပိုရုတ်တရက်အနက်ရောင်အနိစ္စအရှင်မှာပြေးဝင်လာသည်သူ့အတန်မှာစိတ်လှုပ်ရှားကတုံရင်နေလေ၏ဘာကြောင့်အလောတကြီးဖြစ်နေတာလဲနင်းရဲ့အပြုမှုတွေကိုဂရုစိုက်စမ်းမန်ပိုမျက်မှောင်ကြုံလိုက်ကနင်ကဆရာကြီးနဲ့အတူရှိနေတာမဟုတ်လားဘာကြောင့်ဒီကိုပြေးလာရတာလဲဆရာကြီးကိုတယောက်တည်းထားခဲ့တာကရိုင်းတယ်အနက်ရောင်အနိစ္စအရှင်မှာတည်ငြိမ်အောင်ထိန်းကပြန်ပြောသည်ဆရာကြီးကကျွန်တော်ကိုပြန်စီခြင်းလို့ပါဆရာကြီးကအဲ့ဒီကျန်းစာလိမ့်နဲ့ပတ်သက်ပြီးမကျေနပ်လို့လားမန်ပိုစိတ်ထဲလုံလောက်စွာအံ့အားသင့်သွားခဲ့သည်မြေအောက်ကဘာကပြန်မကောင်းနိုင်သည့်အတွက်သူမကြောက်လန့်မိသွားသည်မဟုတ်ပါဘူးဆရာကြီးကဒါကိုအပီးတိုင်တင်ယူပြီးသွားပါပြီတင်ယူပြီးပြီဟုတ်လားနင်တေချာရဲ့လားမန်ပိုထိတ်လန့်သွားတော့သည်လင်းမှာသူမခမဲတော်ပြုစုခဲ့သည့်ကျန်းစာလိပ်ဖြစ်ပြီးသွေးချွေးတို့နှင့်ရင်းနှီးထားသည်သူမ၏ဘိုးဘေးများပင်လျင်ပြီးပြည့်စုံအောင်မလုံနိုင်ခဲ့ချေမိတို့နည်းဖြင့်ဆရာကြီးကမျက်စိတမိတ်တွင်တင်ယူပြီးခဲ့သည်ထိုစာလိပ်အားလေ့ကျင့်မည်ဆိုလျင်အဆင့်တိုင်းနယ်ပယ်တိုင်း၌လုံးဝကျွမ်းကျင်နေရန်လိုအပ်သည်သူတော်စင်တွေတောင်တစ်ကြိမ်တည်းနဲ့မတင်ယူနိုင်ဘူးသူဒါကိုဘာထင်နေတာလဲအနက်ရောင်အနိစ္စအရှင်နောက်ပြောင်နေသည်လားဟုပင်သူမတွေးမိသည်သို့တော်သူထိုသို့မလုပ်တတ်မှန်သူမသိသည်ပိုဆရာကြီးကဒါကိုပြီးပြည့်စုံအောင်တင်ယူပြီးလို့သူအဆုံးမဲ့ကုသိုလ်တွေကိုတောင်ဖန်ဆင်းနိုင်သွားပါပြီအနက်ရောင်အနိစ္စအရှင်မှာတုံလုံးနေဟန်ရသည်သူအသက်ပြင်းတရှိုက်ရှူသွင်းလိုက်ကတတွေးတလုံးမျိုးချလိုက်သည်ထိုနောက်အလွန်လေးစားသည့်လေတံဖြင့်ဆရာကြီးပြောတာကသူတာမန်လူမဖြစ်ချင်တော့ဘူးတဲ့သူကိုသူကာကွယ်ခြင်းယုံနဲ့ပြန်တန်းခြင်းယုံပဲတဲ့ဒါကြောင့်သူကျင့်ကြံရတာတဲ့ပြီးတော့သူဒီကျင့်စဉ်ကိုအပီးတိုင်လေ့ကျင့်ပြီးတော့ကျမကောင်းမှုသူတော်စင်ဖြစ်သွားတယ်ကျမကောင်းမှုသူတော်စင်ဟုတ်လားကိုကာကွယ်ခြင်းယုံပဲတဲ့လားသူပြန်တန်းခြင်းပြီးအနာရဲ့မဖြစ်ချင်ယုံလောက်နဲ့ကျမကောင်းမှုသူတော်စင်အဖြစ်ရွေးချယ်လိုက်တယ်လားဒါမလွန်လုံးဘူးလားသူမအိမ်မက်ထဲတွင်ပင်ထိုအကြောင်းအရာအားထဲမမှတ်ဖူးခဲ့ချေခမဲတော်ရဲ့ကျန်းစာလိပ်ကအစုံမဲ့ကုသိုလ်ဆွမ်းအားကိုလည်းကျင့်ကြံနိုင်တယ်လားငါဘာကြောင့်မသိရတာလဲမန်ပိုနားမလည်နိုင်သည့်လေတံဖြင့်မေးလိုက်သည်ကျမကောင်းမှုသူတော်စင်ဖြစ်ဖို့အတွက်
ကုသိုလ်စွမ်းအားတွေဘလောက်တောင်လိုအပ်မလဲကျွန်တော်လည်းမသိဘူးဒါပေမဲ့မြင်ရတဲ့လောက်ကဆရာကြီးကမထိန်ချုပ်ထားဘူးအဲ့ဓာတွေကသမုတ်တရားကြီးလိုကျေပြန့်ပြီးသူ့အနားမှာလှဲ့ပတ်နေတာခန်းနာလုံးနဲ့ဦးမန်ဘိုးရင်အောင်သွားခဲ့သည်သူမ၏မျက်လုံးထောင်ဆုံးမှပင်မျက်ရည်စများစီးဆင်းလာတော့သည်ရင်းကလုံလုံးသည်ဟုခံစားနေရ၏ရှေးခေတ်ကနေရက်များဆိုလျင်သူတော်စင်များမှာကျမကောင်းမှုအနှဲငယ်ရရှိရန်အတွက်ပင်တော်တော်လေးကြိုးစားခဲ့ရသည်သို့တော်လည်းဆရာကြီးကကိုကာကွယ်ခြင်းရုံအတွက်နှင့်ကျမကောင်းမှုများအားပင်လယ်တစင်းလားစီးဆင်းစေခဲ့သည်လောဟုတ်ပေသည်ကြည်ရသည်မှာဆရာကြီးကသူဖြစ်ချင်သည့်အရာတိုင်းကိုလုံနိုင်နေပုံရသည်မန်ဖို့အသက်ပြင်းတရှိုက်ရှူသွင်းကလေးစားသည့်လေတံဖြင့်ပြောလာခဲ့သည်ဆရာကြီးရဲ့အဆင့်ကမယုံကြည်နိုင်လောက်အောင်ပဲသူတော်စင်တွေတောင်သူ့ကိုမတားဆီးနိုင်လောက်ဘူးသူကတကယ်ပြိုင်ဘက်ကင်းလို့ငါထင်တယ်ရဲတိုက်မျိုးတော်တိဆောက်ဖို့အစီအစဉ်ကိုရိုးရိုးလေးတွေးနိုင်တာအံ့ဩစရာမရှိတော့ဘူးပဲဤလောကတွင်ကောင်းမှုကျမကုသိုလ်နှမျိုးသာရှိသည်တစ်ခုမှာကျမကောင်းမှုဖြစ်သည်ကျမကောင်းမှုအားရရှိပါကလောကကြီးတက်ရောက်စေသည့်အထိမယုံနိုင်သည့်အရာများအားလုံနိုင်လာပေမည်ဥပမာဆိုရသောနတ်ဖျားမှနုံဝါကောင်းကင်အားဖာထေးခဲ့သည့်အတိုင်းဖြစ်ပေသည်နောက်တစ်ခုမှာယုံကြည်မှုကျမစွမ်းအားဖြစ်သည်ရင်းကကျမကောင်းမှုကုသိုလ်စွမ်းအားများစွမ်းအားမကြီးတော့လဲအဖိုးမဖြတ်နိုင်အောင်ထိုက်တန်နေစေဖြစ်သည်ဟုတ်ပေသည်ထိုစွမ်းအားနှစ်ခုကဆရာကြီးအားမလွှမ်းမိုးနိုင်ဟန်ရသည်သူကကျမကောင်းမှုစွမ်းအားကိုပင်ကစားစရာတစ်ခုတစ်ဖွဲသဘောထားနေသည်မဟုတ်လားပိုဆရာကြီးကကြောက်ဖို့ကောင်းတယ်နင်တို့စကားကိုသတိထားစမ်းမန်ပိုမှာအဖြူအနက်အနှိမ့်ဆအရှင်နှစ်ပါးအားထက်ရှားစွာကြည့်ကအော်ငေါက်လိုက်သည်ဒါကကြောက်စရာကောင်းတာမဟုတ်ဘူးလေးစားစရာအထင်ကြီးစရာဟာကောင်းကင်ကိုမောကြည့်ရတဲ့အထိလေးစားဖို့ကောင်းတယ်နင်တို့မျှော်ကြည့်နိုင်တယ်ဒါပေမဲ့ဘယ်တော့မှမရောက်နိုင်တဲ့အရာမျိုးအဖြူအနက်အနှိမ့်ဆအရှင်နှစ်ပါးမှာခေါင်းတဆက်ဆက်ညှိလိုက်ပြီးဟုတ်ကဲ့ပိုခမည်းမှန်ပါတယ်ကျုပ်တို့မှားသွားတယ်ဆရာကြီးနဲ့တွေ့ဆုံခွင့်ရတာကနင်တို့ဘဝမှာအကြီးမားဆုံးအခွင့်အရေးကြီးပဲဒါကြောင့်အပြောအဆိုတွေအပြုအမူတွေကိုအမြဲတမ်းသတိထားရမယ်မန်ပုံမှာသူမတို့အားတတိပေးလိုက်သည်ထို့နောက်တိုးညင်းညင်သာစွာပြောလာလေသည်ငါသာမြေအောက်ကဘာကထွက်နိုင်ပြီဆိုရင်သူ့စီကိုတေချာပေါက်သွားလဲရမယ်မစိုးရိမ်ပါနဲ့ပိုဒါကိုကျွန်တော်တို့သိပါတယ်ကောင်းပြီလေသွားကြတော့ဆရာကြီးကိုမဆောင်ခိုင်းထားနဲ့အိုးဟုတ်သားပဲတေစရင်စာအုပ်နဲ့ပတ်သက်ပြီးရှိသေးတယ်ဒါကမြေအောက်ကဘာတစ်ခုလုံးကိုပြောင်းဆန်သွားစေနိုင်တယ်သွားမရှုံနဲ့အဖြူအနက်အနှိမ့်ဆအရှင်နှစ်ပါးမှာလေးနက်စွာခေါင်းညိတ်လိုက်ပြီးပြောလာတော့သည်ပိုဒါဆိုကျုပ်တို့သွားတော့မယ်သွားပါအင်မော်တဲ့ကဘာတွင်လီနင်းဖန်မှာသူ၏ရွှေရောင်ပြိုင်ကားလေးစိတ်ပါလက်ပါမောင်းနှင်နေသည်ထို့နောက်လေထဲတွင်ပင်ပါကင်ထိုးလိုက်ပြီးသူ၏အင်မော်တဲ့ကဘာတွင်ဖနက်ရှက်ခြင်းအမှုပညာစာအုပ်အားထုတ်ယူလိုက်ကကားပေါ်တွင်ပင်လေ့လာနေလိုက်သည်သူသည်တာမန်လူနှင့်ကွာခြားသွားပြီဖြစ်သည်ထို့ကြောင့်ပြောင်းလဲရန်လိုအပ်ကရခင်ပြူဟာများကိုလည်းပြန်လည်ဆန်းစစ်ရပေမည်သူစိတ်ထဲအစီအစဉ်အချို့ချမှတ်ပြီးဆရာကြီးများစည်းရင်းတွင်အခြားသောသူများအားထပ်မံပေါင်းထည့်လိုက်တော်သည်အားလုံးအစဉ်ပြေပြီးနောက်လီမင်းဖန်မှနီလာမျိုးတော်သို့ပြန်လာလေသည်လီမင်းဖန်ပြန်ရောက်လာသည်အားမြင်သည်တွင်အဖြူအနက်အနှိမ့်ဆအရှင်နှစ်ပါးမှာချက်ချင်းကြိုဆိုကြတော့သည်သူတို့ကအလွန်ရင်းနှီးသည့်အမူအရာဖြင့်တခင်လေးလီခမည်းတော်သွားကြတော့မှလားလီနင်းဖန်အားပစ္စည်းများသိမ်းရင်အလုတ်များနေသည့်အိုနီများအားကြည့်ကပြောလာသည်ဟုတ်ပါတယ်တခင်လေးလီအဖြူမှာခေါင်းညိတ်လိုက်ကမြေအောက်ကဘာကပြန်လဲမွေးဖွားလာပြီလေယတနာများစွာလဲပြန်လဲပေါ်ထွက်လာတယ်ကျုပ်တို့လိုအပ်တဲ့ယတနာတွေအတွက်တိုက်ခိုက်ရယူဖို့လိုအပ်တယ်လီနင်းဖန်လန်းတလျှောက်ကြားခဲ့ရသည့်အချက်လက်များအားပြန်လဲအမှတ်ရစေလိုက်ပြီးတီးကျင်စွာမေးလာလေသည်အဲ့ဒါစာအုပ်တအုပ်လားအတိအကျပါပဲအဖြူအနက်အနှိမ့်ဆအရှင်နှစ်ပါးမှာခေါင်းညိတ်လိုက်ပြီးအဲ့ဒီစာအုပ်ကမြေအောက်ကဘာတစ်ခုလုံးနဲ့သက်ဆိုင်တယ်အဲ့ဒါကတေချင်းရှင်ချင်းစာအုပ်ဖြစ်တဲ့တေစရင်စာအုပ်ပါတေစရင်စာအုပ်ဟုတ်လားလီနင်းဖန်မင်းတက်သွားသည်တေစရင်စာအုပ်အားသူရင်းနီးစွာကြဘူးသည်ရင်းကတကယ်လဲကြော်ကြားလာပေသည်အဲ့ဒါကတေချင်းတွေကိုမှတ်သားတဲ့စာအုပ်မဟုတ်လားအဲ့ဒီစာအုပ်ထဲတေလူတွေကိုမှတ်သားထားတယ်လို့ကြုံကြားဘူးတယ်အဖြူရောင်အနှိမ့်ဆအရှင်မှာရှင်းပြလာလေသည်တခင်လေးလီတေစရင်စာအုပ်ကလူသားတွေအတွက်အရေးကြီးပါတယ်ခမည်းကကြင့်ကြံသူဆိုတော့တေစရင်စာအုပ်ကမကန့်သက်နိုင်တော့ဘူးကြင့်ကြံခြင်းအစစ်မြစ်လေတေစရင်စာအုပ်ကကန့်သက်ချုပ်ထိန်နိုင်စွမ်းနဲလေပါပဲကျုပ်သိပြီးလီနင်းဖန်ကောင်းညိတ်လိုက်သည်ရင်းကအလွန်မိမိုက်လာ၏ရင်းကဒဏ္ဍာရီလာစာအုပ်တအုပ်ဖြစ်သည်
သူဤနေရာတွင်ရှိနေပြီဖြစ်သည့်ကြောင့်မကြည့်လိုက်ရလျင်နှမျောစရာကောင်းပေမည်ဒါအပြင်မြေအောက်ကဘာနှင့်ပတ်သက်ပြီးသူတော်တော်လေးရင်းနှီးကျွမ်းဝင်သွားဦးမည်ဖြစ်သည်လီမင်းဖန်စိတ်ဝင်စားစွာဖြင့်ပြောလာခဲ့၏ဆရာတို့ကျုပ်သည်စရင်စာအုပ်ကိုအရန်စိတ်ဝင်စားမိတယ်ကျုပ်ခမားတို့နဲ့လိုက်ခဲ့လို့ရမလားရတာပေါ့တခင်လေးလီလိုက်ချင်ရင်လိုက်ခဲ့နိုင်ပါတယ်အဖြူအနက်အနှိမ့်ဆနှစ်ပါးမှဝမ်းသာသွားသည်ဆရာကြီးနှင့်အတူခီးသွားရခြင်းမှာသူတို့အတွက်ကောင်းချီးတစ်ခုဖြစ်သည်အချင်းချင်းလဲပုံမူတည်နားလည်နိုင်သည်မဟုတ်လောဒါအဖြူအနှိမ့်ဆအရှင်မှညှဉ်းညူလိုက်ပြီးတခင်လေးလီတေစရင်စာအုပ်ကိုကျွန်တော်တို့ပဲမျက်စိကျနေတာမဟုတ်ပါဘူးမြေအောက်ကဘာမှာအခုထိတိုက်ပွဲတွေရှိနေတော့ပဲအဲ့ဒီကိုရောက်ရင်ကျွန်တော်တို့လည်းတိုက်ပွဲရင်ဆိုင်ရနိုင်တဲ့စစ်ပွဲလားလီမင်းဖန်ဤမျက်ခုံးများဖြောက်တန်းသွားလေကမေးလိုက်သည်ကျုပ်ဘေးကပဲကြည့်နေမယ်ဆိုရင်ကောအနာရယ်များရှိနိုင်မလားအဖြူအနက်အနှိမ့်ဆအရှင်နှစ်ယောက်မှချက်ချင်းပင်ပြပြတလဲခေါင်းခါရမ်းလိုက်လေသည်အဖြူရောင်အနှိမ့်ဆအရှင်မှအာတင်းပြုံးလိုက်ပြီးတခင်လေးလီခမအဲ့ဒီမှာရှိနေမယ်ဆိုရင်အနာရယ်မရှိစေရပါဘူးကျုပ်တို့အားလုံးကာကွယ်ပေးမှာပါဒါပေါ့ကျုပ်တို့မှာကျမကောင်းမှုဆရာကြီးရှိနေပြီပဲဂယုဆိုင်ရမှာပေါ့ဆရာကြီးသာထိခိုက်သွားရင်နှစ်ဖက်လုံးတံမိုးပေးဆက်ရမှာတေးကြတယ်တကယ်လားဒါဆိုလဲကောင်းတာပေါ့လီမင်းဖန်စိတ်ထဲဝမ်းသာသွားတော့သည်အယိုးရှင်းဆုံးပြောရမည်ဆိုလျင်အန်နာရဲ့မရှိပါကသူတေချာပေါက်ပါဝင်ပေမည်ထို့နောက်တွင်ဘလက်ကီအားကြီးကတွေးလိုက်ပြီးနောက်ဒီလိုဆိုမှတော့ဘလက်ကီကဝင်တော့ဝင်ဖို့ဖြစ်သွားပြီအမြောက်စာတောင်ဖြစ်နိုင်မှာမဟုတ်ဘူးဘလက်ကီမင်းပြန်တော့လီမင်းဖန်ပြောလိုက်သည်သူတွတ်ဆုပ်စွာဖြင့်ဒါပေမဲ့မင်းတယောက်တည်းပြန်မယ်ဆိုရင်လည်းစိတ်မချဘူးအနက်ရောင်အနေဆအရှင်မှာအရေးအမှုအားနားလဲစွာဖြင့်ပြုံးကချက်ချင်းပြောလာလေသည်မစိုးရိမ်ပါနဲ့တခင်လေးလီကျုပ်အိုနီနှစ်ယောက်ကိုဘလက်ကီနဲ့အတူထည့်ပေးလိုက်ပါမယ်ဒါဆိုအားနာစရာကြီးအနက်ရောင်အနေဆအရှင်မှာချက်ချင်းပြန်ပြောလာသည်မဟုတ်တာဒါကိစ္စကြီးမဟုတ်ပါဘူးဒါဆိုလဲကျေးဇူးပါပဲလီမင်းဖန်ဘလက်ကီအားအထုပ်လေးတစ်ထုပ်ပေးလိုက်ကနှစ်သိမ့်သည့်အလားပြောလာသည်ဘလက်ကီလမ်းမှာအနာရည်များတယ်မင်းကောင်းမှုအတွက်ဒီတစ်ခါခေါ်မသွားတော့ဘူးဒီထုပ်ထဲမှာအသီးနှံတွေအများကြီးရှိတယ်သွားပါမှတ်ထားဦးနော်ဝုတ်ဘလက်ကီမှာလီမင်းဖန်အားခေါင်းဖြင့်တိုးဝေးလိုက်ပြီးနှုတ်ဆက်လိုက်သည်ထို့နောက်တွင်အားလုံးမှာအေးခဲလေပြေချိုင်ဝမ်းဟုခေါ်သည့်နေရာသို့တိမ်စီနှင်းကထွက်လာခဲ့တော်သည်အခန်း326ပြီးပါပြီအခန်း329တေစရင်စာအုပ်လီနင်းဖန်မှာဒီတစ်ကြိမ်တွင်အကူအညီမလိုအပ်တော့ချေသူနန်းနန်းနှင့်ဒရာဂျင်တို့အားတဲဆောင်ကတိမ်အားစီးနှင်းနေခဲ့သည်ယခု၌သူတကယ်ပင်ဂုံယူသည့်ခံစားချက်အားခံစားနေရ၏အကိုကြီးကအယမ်းမိုက်တာပဲဆိုသည့်စကားအားနန်းနန်းနှင့်ဒရာဂျင်တို့ထံမှကြားသည်တွင်သူတကယ်ပင်စိတ်ကျေနပ်နေလေ၏တိမ်စီးနှင်းခြင်းဆိုသည်မှာအင်မော်ရဲကဘာ၌အောင်မြင်သူတို့၏အမတ်သားပင်ဖြစ်သည်ကျမကောင်းမှုတိမ်တိုက်မှာတောက်ပပြီးခန်းနာလာကအဖြူအနက်နေဆအရှင်တို့၏တိမ်တိုက်ထက်ပင်ကောင်းမွန်လေသည်ဇိမ်ခံကားနှင့်နှစ်လက်ကင်ကားခြားနာသည့်အလားခြားနာလာပေသည်အဖြူအနက်အနေဆအရှင်တို့မှလည်းဒင်းအားနားလဲပုံရ၏သူတို့စိတ်ထဲမတက်မတာဖြစ်နေသည်သို့တော်လည်းသူတို့ကိုသူတို့ဆရာကြီးနှင့်မနှိုင်းရှင်ရဲချေသူတို့သည်လည်းဆရာကြီးနှင့်အတူပြန်တန်းရဲမထိုက်တန်ဟုခံစားနေရသည်လီမင်းဖန်စိတ်ထဲတစ်မျိုးဖြစ်နေကအကြံပြုပြောလာလေသည်ဆရာတို့ကျုပ်တို့အတူသွားရင်ဘယ်လိုလဲကျုပ်တိမ်တိုက်ကပိုကြီးတယ်မလားသူဤတိမ်တိုက်မှာပြောသည့်အတိုင်းပင်ပိုမိုကြီးမားလာသည်ရင်းကကောင်းကင်ထက်ရွှေရောင်တောက်ပကကြီးကျယ်ပေ၏အဖြူအနက်တို့မှာစိတ်ထဲပြင်ဆင်ထားတော်လဲအပြင်ပိုင်း၌လက်ခံရန်ခက်ခဲလာသည်သူတို့တွတ်ဆုပ်စွာဖြင့်ဒါကလီမင်းဖန်ပြုံးကပြောလာသည်လာပါသူစိမ့်ဆန်မနေစမ်းပါနဲ့လာစမ်းပါအတူထိုင်ကြရအောင်အဖြူအနက်အနှိမ့်ဆအရှင်တို့မှာမငင်းဆန်ရဲချေကျမကောင်းမှုတိမ်တိုက်ထံသို့ဂယုတစိုက်ဖြင့်နင်းတက်လိုက်သည်ရုပ်ချင်းပင်တိမ်ဆိုင်ထက်၌ရွှေရောင်ကြပန်း၅ခုပေါ်လာသည်ရင်းတို့ကယာယီထိုင်ကုန်များဖြစ်၏အားလုံးပဲထိုင်ကြပါကျုပ်တို့သွားရမယ်ခရီးကဝေးသေးတယ်ပြင်းစရာကောင်းဦးမယ်ကျုပ်တို့ပြောစရာလေးတွေဖန်တီးလိုက်ရင်ကောဘလို့လဲလီနင်းဖန်ရေမောလိုက်ကဝိုင်းထဲထားသည့်ဘူးတိ6အားထုတ်ယူလိုက်သည်ဒီဝိုင်းကိုကျုပ်လုပ်ထားတာလေးစမ်းကြည့်လို့ရပါတယ်ထိုဘူးတိ6မှာတကယ်ပင်မျက်စိပရိသရှိလွန်းလာသည်ထိုအရာအားမြင်သည်တွင်အဖြူအနက်အနှိမ့်ဆရှင်တို့မှာမင်သက်သွားခဲ့၏ခရမ်းရွှေဘူးတိလားသူတို့အံ့အားသင့်သွားကြသည်ကျမကောင်းမှုတိမ်ဆိုင်အားထိုင်ကုန်အဖြစ်အသုံးပြုပြီးအစင်းမြင့်ကောင်းကင်ယတနာအားဝိုင်ရက်ထဲသည့်အရာအဖြစ်လှုပ်ထားသည်ထိုဝိုင်သည်အလွန်ကြီးကျယ်ပေလိမ့်မည်ခမည်းမှန်တဲ့သခင်လေးလီခီးကပြင်းစရာကောင်းအောင်မယ်
ကျုပ်တို့တောက်နေတဲ့အချိန်မှာဝိညာဉ်မိန်းကလေးတွေကိုခေါ်ပြီးဖျော်ဖြေခိုင်းရင်ကောဘလို့လဲလီနင်းဖန်ကောင်းကြီးလိုက်သည်အကြံကောင်းပဲအဖြူအနက်အနှိမ့်ဆအရှင်တို့မှာချက်ချင်းလှုပ်ရှားလာကြသည်သူတို့ကအကောင်းဆုံးသောအမျိုးသမီးဝိညာဉ်ဖျော်ဖြေသူများအားရွေးချယ်လိုက်၏သူတို့စံနှုန်းများကမြင့်မားလာသည်ဖြစ်ရာယခုတွင်ပြည့်စုံလာပေသည်တစ်ချိန်တည်းတွင်လည်းလီနင်းဖန်အတွက်အမျိုးသမီးမိန်းမလအစေခံနှစ်ဦးအားရွေးချယ်ပေးလိုက်သည်သူတို့ကသူ့အတွက်တေးရင်ငှဲ့ပေးကြ၏ထိုမိန်းမလလေးနှစ်ယောက်မှာအနားမယူရဲချေသူတို့တေချာဂယုစိုက်နေကြသည်အဖြူအနက်အနှိမ့်ဆအရှင်နှစ်ပါးနှင့်အတူရွှေရောင်တိမ်တိုက်စီးနှင်းပြီးအလုတ်လုတ်ပေးရခြင်းမှာကြီးမားသောကိစ္စဖြစ်ကြောင်းနားလည်ကြ၏ရွှေခရမ်းဘူးတီး6အားထိတွေ့ရခြင်းကပင်ကံကောင်းမှုဖြစ်နေပေသည်အင်မော်ရဲအထက်ပုံမှဆရာကြီးများပင်ထိုးထိုးလုပ်ရန်မထိုက်တန်ချေရွှေခရမ်းဘူးတီး6အားဖွင့်လိုက်သည်နှင့်ထူးခြားမွေးပြန်သည့်ဝိုင်ရက်မှာလေထုထဲပြန်လွင့်သွားသည်ထိုအစေခံနှစ်ယောက်မှာမမြည်ဆန်းရဲချေသို့တော်လဲထိုရနံ့ကပင်သူတို့ဝိညာဉ်များအားအဆင့်တက်စေပေသည်သူတို့စိတ်ထဲတုံ့လှုပ်သွားကပိုမိုဂယုတစိုက်ဖြင့်အလုတ်ကြိုးစားလာတော့သည်ရင်းကတဘဝလုံးရရှိရန်ခက်ခဲသည့်အခွင့်အရေးကြီးဖြစ်ပြီးထိုကဲ့သို့ဆရာကြီးနှင့်အနီးကပ်နေနိုင်မည့်အခိုက်အတန့်လည်းဖြစ်ပေသည်ရွှေတိမ်ဆိုင်များထူပြောလာသည်တိမ်ဆိုင်ကြီးများတောက်ပပုံမှာလမ်းတစ်လျှောက်လူများ၏မျက်လုံးကိုကန်းစေနိုင်လောက်သည့်အထိပင်သူတို့ကရွှေတိမ်ဆိုင်ကိုဖျားသခင်ကောင်းချီးပေးခြင်းဟူ၍ထင်မှတ်ကြသည်တို့ဖြစ်ရာနေရာမှာတွင်ဒူးထောက်၍ရှိခိုးဦးချကြတော့၏တိမ်မင်းများရွှေတိမ်ဆိုင်နောက်လိုက်လာကြသည်မြင်ကွင်းမှာဖြင့်ရင်ထိတ်ဖွယ်ရှိလာသည်အိုနီအတော်များများကအဆောက်အကျက်ပေးနေလျက်ရှိ၏တို့ဖြစ်ရာခီးစဉ်ကငိမ့်ချမ်း၍အစဉ်ပြေချုံးမွေး၏မြင့်မြတ်ကုသိုလ်တိမ်တိုက်ကြီးကမူလီနင်းဖန်၏ကောင်းမွန်စွာကြိုးကင်ခြင်းကိုခံနေရသည့်အမျိုးသမီးဝိညာဉ်အကမဲ့လေးများကလူတို့ကိုဖျော်ဖြေနေကြ၏ရင်းတို့ဖျော်ဖြေမှုသည်ပြိုင်ဆိုင်ရှားမဟုတ်တော့လဲကြည်၍အတော်ကောင်းသည်လီနင်းဖန်နှင့်ကြံလူစုကစကားဆက်မိပြောလျက်တေးတောက်လျက်အကမဲ့လေးများကပြသည်ကိုရှုစားနေလေသည်ယခင်ကလီနင်းဖန်ကမကြင့်ကြံနိုင်သည်ဖြစ်ရာကြင့်ကြံရေးဟူသည့်အတန်ကိုပင်မကြားချင်ခဲ့ချေကြင့်ကြံသူတဦးဖြစ်ရခြင်းမှာမြည်တို့ရှိကြောင်းသူကောင်းစွာနားမလည်ခဲ့ပေသို့ဖြစ်ရာယခုမူသူ့အတွက်တင်ယူလေ့လာရမည့်အချိန်ရောက်လေ၏အဖြူနှင့်အမဲအနှိမ့်ဆအရှင်နှစ်ပါးမှာမြေအောက်ကဘာတမျှအသက်အရွယ်ကြီးရင်ကြသည်ထို့ကြောင့်သူတို့နှစ်ပါးတိကျသောအချင်းအရာများမှလည်းများပြားလာပြီးအတော်လဲစကားပြောနိုင်ကြသည်လီနင်းဖန်ကစင်စစ်ပင်သူနှင့်ယင်းနှိနေသောစိတ်ကူးရင်ဘုံလောကဝယ်နေထိုင်နေခြင်းဖြစ်လေသည်ဖတ်ဖူးသောဒဏ္ဍာရီများ၏နာမည်ကြီးဇက်ကောင်များအားလုံးရှိသည်ထိုအခါလီနင်းဖန်၏စိတ်လှုပ်ရှားမှုများအထွတ်ထိပ်သို့ရောက်ရပြီးအကြောင်းမှာသူတို့ထဲမှတစုံတဦးနှင့်တွေ့ဆုံနေနိုင်သောကြောင့်ဖြစ်ပေ၏အနောက်အရက်သို့ခီးသွားခြင်းလွန်သောအဖြစ်ပြက်ကြီးများဖြစ်ပွားခဲ့သေးသည်လီနင်းဖန်ကပုံပြင်၏နောက်ဆက်တွဲအားမသိတော့ပေမူလအဆုံးသတ်မှာဗုဒ္ဓကပြန်လည်ဝင်စားရန်တွန်းအားပေးခံရခြင်းနှင့်အဆုံးသတ်ထားသည်ဝူကုန်းကမိမိကိုယ်ကိုစတေးခဲ့ပြီးဗုဒ္ဓသည်လည်းနာကျင်ခံစားခဲ့ရသည်သို့တော်လည်းသူတို့တွင်ဗုဒ္ဓလမ်းစဉ်ကိုပြန်စပြုရန်အခွင့်အရေးတစ်ခုရရှိခဲ့လေပြီးကံကြမ္မာ၏အလိုအတိုင်းသာဖြစ်လိမ့်မည်ပြန်လည်ဝင်စားခြင်းဟူသည်ကကောင်းမွန်သောအဆုံးသတ်တစ်ခုဖြစ်လေသည်ထိုစဉ်အဖြူရောင်အနှိမ့်ဆအရှင်ကတပ်ပြင်းတွင်ချပြီးအစတုံးကတော့ဗုဒ္ဓလမ်းစဉ်ကအားလုံးကိုဖျက်ကျော်နိုင်ခဲ့တာပေါ့စမ်းသပ်မှုတစ်ခုတာတာပေါ့ဗျာကျုပ်တို့ကလည်းရက်ပြီးစောင့်ကြည့်နေုံပဲပေါ့အမှန်ပဲအနောက်အရက်ကိုခီးထွက်ပြီးတော့ဗုဒ္ဓလမ်းစဉ်ကအတော်ကိုအောင်မြင်နေခဲ့တာဒီတော့ကျုပ်တို့ထင်ခဲ့တာကလမ်းစဉ်ကစိန်ခေါ်မှုအလုံးကိုရင်ဆိုင်သွားမယ်ဆိုပြီးကြီးလို့တောင်ကောင်းသေးတယ်ပေါ့အမဲရောင်အတိတ်ဆအရှင်ကခေါင်းညိ၍ဗုဒ္ဓက6ချိန်မြောက်ပြန်လဲဝင်စားလို့လဲပြီးရောနောက်ဆုံးဝင်စားခြင်းနဲ့ရောက်ဗုဒ္ဓပြန်လာတော့မယ်ဆိုမှမိစ္ဆာတွေတခိထသွားလိမ့်မယ်လို့လဲဘသူကထင်ခဲ့ပါမတုံးမိစ္ဆာတွေကဗုဒ္ဓလမ်းစဉ်ကိုအပြည့်အဝကိုတုတ်တင်ခဲ့တာဘာသာကြီးတစ်ခုလုံးပြတ်သုံးရတဲ့အထိပဲနန်းနဲ့ဒရာဂျင်ကတအံ့တော့အော်မေးလိုက်သည်ဘလို့ဖြစ်သွားတာလဲဗုဒ္ဓလမ်းစဉ်ကအယံဆွမ်းအားကြီးတာပဲမဟုတ်ဘူးလားအဖြူရောင်အနှိမ့်ဆအရှင်အားကြည်ရသည်မှာအင်မတန်ထိတ်လန့်နေဟန်သူကလေတံတိုးတိုးနဲ့ဝိယုံနဲ့ကြင့်ကြံသူကတိုက်ခိုက်တာပေါ့ဝိယုံနဲ့ကြင့်ကြံသူမှာခရင်ခွကြီးရှိတယ်သူကအယံဆွမ်းအားကြီးတာသူကပဲဗုဒ္ဓလမ်းစဉ်ကိုအပြောင်အစင်တုတ်တင်ခဲ့တာပေါ့လူတွေလည်းထိတ်ထိတ်လန့်လန့်ကြီးလန့်စာစာဖြစ်ကြရတယ်ဝိယုံနဲ့ကြင့်ကြံသူဟုတ်လားမိစ္ဆာမျိုးနွယ်တဲ့ဆရာကြီးတစ်ပါးပဲဖြစ်ရမယ်နေပါဦးအဲ့ဒါဘသူလဲလီနင်းဖန်မျက်မှောင်တင်းတင်းကြုံပြီးထိုအကြောင်းကိုတွေးတောနေသည့်ဖြစ်စဉ်များကိုပြန်ပြောင်းတွေးကြည့်စဉ်းစားတော့လဲထိုလူမှာမြည်သူဖြစ်ကြောင်းတိတိကျကျမခံမှန်းနိုင်ပေလီနင်းဖန်အမှန်ပင်ဒန္တာရီလာပုံမြင်များကိုနှစ်သက်ခဲ့သည်သို့သောရင်းတို့ကပုံမြင်ပဲဖြစ်လေရာအရန်ဆက်ကြောင်းများကိုသူတိတ်မကြားဘူးခဲ့ပေထိုအခါအဖြူမဲအနှိမ့်ဆအရှင်နှစ်ပါးကိုဆက်ပြောရန်
အရေးအမွှဲပြရသည်ဗုဒ္ဓလမ်းစဉ်တုတ်တင်ခံရပြီးနောက်မိစ္ဆာများကမတင်းတိမ်နိုင်ကြသေးချေမိစ္ဆာများကဒေါသစုပွက်လျက်လောကကြီးကိုကပြောင်းကပြန်လှုပ်ပစ်ကြသည်ဝိယုံနှင့်ကျင့်ကြံသူကလည်းရက်စက်ခတ်ထန်လွန်း၏လူများအနေဖြင့်လည်းစီလုံးစွာအတူတကွအလုပ်လုပ်ကြမှရပေမည်မိစ္ဆာများသည်အနာယူရန်ခက်ခတ်လွန်းလာသည်ထိုအခါကကြည်ဆောင်နှံ့တော်တကားကိုဘိုးဘေးတဦးကရုပ်ချီးပွင့်စေခဲ့ပြီးနောက်သူတော်စင်များဆွမ်းအားကြီးကျင့်ကြံသူများကိုဆင့်ခေါ်ပြီးထိုထဲတွင်အစည်းအဝေးကျင်းပကြသည်မည်သူမျှအစည်းအဝေးတွင်ဆွေးနွေးသောအကြောင်းအရာများကိုမသိခဲ့ပေသူတို့သိသည်မှာထိုလူများစိတ်မကြည်မလင်နှင့်အနှောင့်အယှက်ဖြစ်ကာစိုးရိမ်နေခြင်းရှိသည်ဟူ၍သာဖြစ်လေသည်ယင်းအစည်းအဝေးပြီးနောက်အကျော်အမော်ပုဂ္ဂိုလ်များနောက်ကျောင်းပြန်လှည့်ကြသည်ပြီးတော့အတိဒုက္ခကြီးလာတော့တာပဲအုပ်အော်တောင်းနှင်းတွေပေါ့ဗျာအင်မော်ရယ်သားရဲ့လူသားတွေမိစ္ဆာတွေနဲ့သူတော်စင်တွေအားလုံးဘယ်သူမှမလုပ်ဘူးဘယ်သူမှမလုံးကြုံတော့ဘူးသူတို့ထဲမှာကိုမျိုးနွယ်အချင်းချင်းတက်ဖြတ်နေကြတာအတွင်းရေးပဋိပက္ခတွေရောတင့်တော်တဲ့အကြောင်းရင်းကိုကျုပ်လဲအခုထိမသိသေးဘူးအချိန်တွေကုန်လာတာနဲ့အမျှကဘာကြီးကဒီလိုဖြစ်လာတာပဲဘုံလောကတွေကွဲထွက်ကုန်တယ်မျက်မှောင်ခေတ်ကိုအကျွေးမဲ့ခေတ်တီးတန့်ခေတ်လို့ခေါ်ကြတာလီနင်းဖန်ကောင်းတညိမ့်ညိမ့်ဖြင့်သတင်းအချက်လက်များစူးစီးနေသည်ရင်းပြဘိုးဘေးဆိုသည်ကားဆရာဟွန်းဂျွန်ပင်ဖြစ်မိမှာမလွဲမသွေပင်လီနင်းဖန်ကမြည်သည်မှအရေးဆိုင်ခြင်းမဟုတ်ပဲသူသိချင်နေသည်မှာငါရဲ့မြင့်မြတ်ကြမကုသိုလ်တွေကအတိဒုက္ခကြီးဖြစ်ရင်အသုံးဝင်ရဲ့လားကြောက်เสียကောင်းလိုက်တာကွာအများကြီးမတောင်းဆိုပါဘူးအန်နရယ်ကင်းကင်းနေခြင်းယုံပါဟူ၍ပင်ဖြစ်လေသည်အဖြူမဲအနှိမ့်ဆအရှင်နှစ်ပါးကနောက်ဆုံးမူသူတို့ခွက်များကိုကိုစီကောက်ကင်ကဝိုင်ရက်တောက်ကြ၏ပြီးနောက်နှုတ်ခမ်းတသက်နှင့်အလွန်နှစ်သက်နေဟန်ရှိလေသည်အာကောင်းလိုက်တဲ့တည်အရသာရှိတာအမခံပဲအချိန်ကြာကြီးနေထိုင်ခဲ့ပြီးဖြစ်သောကြောင့်သူတို့အတွေ့အကြုံနှင့်ရင်းကအကောင်းဆုံးဝိုင်ရက်ဖြစ်ကြောင်းထောက်ခံကြသည်ဝိုင်ရက်တစ်ခွက်ကနှစ်ပေါင်းကြာရှည်ကျင့်ကြံခြင်းနှင့်တန်းတူဖြစ်သည်နှစ်ရချီစူးစမ်းလေ့ကျင့်ခြင်းနှင့်နှစ်ရချီနေထိုင်ခြင်းဟူသည်ကလုံလုံးမတူကွဲပြားသောအရာနှစ်ခုပင်ရင်းတည်ရတစ်ခွက်ကအဆင့်တစ်ခုတက်ခြင်းနဲ့ဖြစ်သည်သူတို့ကတေရီငါးခွက်တောက်ခဲ့ပြီးဖြစ်သောကြောင့်နှစ်ပေါင်း900ကျင့်ကြံခြင်းနှင့်ညီမျှသွားပြီးလီနင်းဖန်ကသူ့နောက်ရှိအစေခံများကိုလှမ်းခေါ်ကာဒီကဆရာတို့ကိုထပ်ထည့်ပေးလိုက်ပါဦးထိုအခါမှအဖြူအမဲအနိစ္စနှစ်ပါးရှက်ကိုရှက်ကန်းဖြစ်တော်သည်အလျင်အမြန်ကျေးဇူးတင်ကြ၏ကျေးဇူးအထူးပါသခင်လေးလီခမားကစေတနာကောင်းလွန်းတာပဲဝူဟူဆရာကြီးစိတ်ကြည်နေတာနဲ့ပဲငါတို့ကိုအဆင့်တက်နိုင်အောင်ကောင်းချီးပေးနေပြီသူကငါတို့အပေါ်အတော်ကောင်းတာပဲအခန်း328ပြီးပါပြီအခန်း328အတွဲတဲ့ဘာပဲဖြစ်ဖြစ်ထမင်းတနက်ပေါ်ထိုးခိုက်မှတွင်ဘလက်ကီကအိမ်ပြန်လန်းပေါ်ရောက်နေ၏ဘလက်ကီသည်အိုနီများ၏ဆောက်ရှောက်လိုက်ပို့ခြင်းကိုအမှန်ပင်မလိုအပ်သည်ဖြစ်ရာအကြည့်တစ်ချက်နှင့်အိုနီများအားမောင်းထုတ်ထားခဲ့သည်ဘလက်ကီမှာအိမ်ပြန်ရန်လဲအလင်းလိုမနေသည်ဖြစ်ရာအပြန်လန်းတစ်လျှောက်ရှိရှုမြောက်ခင်းများကိုကောင်းစွာခံစား၍အေးလူလူဆော့၍ရှောက်လာသည်ရင်းကအပူပင်ကင်းသောခွေးတစ်ကောင်ဖြစ်လေ၏အန်နီယဟူသည့်ဝေါ်ဟာရသည်ဘလက်ကီအပိဒံတွင်မရှိချေလွတ်လပ်သားရစွာကွန်းလောင်အင်မောတဲ့မင်းဆက်သို့ဦးတည်ခဲ့သည်ထိုစဉ်အမွေစိမ့်စိမ့်ချင်းသေးကြီးတကောင်တိမ်ဆိုင်ကိုစီးလျက်ကောင်းကင်ပေါ်မှဖြတ်သွားသည်ချင်းသေးမျက်လုံးများကအတော်ပြူကအကျွေစေ့များနှင့်တရံတူသည်အမွေထူထူနှင့်ရင်းတတဝါသည်တကိုယ်ရဲစကားပြောနေလျက်ရှိ၏ဆရာသခင်ကငိမ့်ချမ်းရေးလက်ဆောင်ပေးရလောက်တဲ့အထိဘဲကောင်ကများစွမ်းအားကြီးရတာတော့သခင်ကအင်မော်တယ်တေးတအိုးလုံးကိုပေးလိုက်တယ်ဆိုမှတော့အပေးယူကြီးတစ်ခုလုံးနေတာပဲဖြစ်ရမယ်ငါတို့ကအခုအကျွေးမဲ့ခင်ပါလေဘသူကဒီလောက်စွမ်းအားကြီးနိုင်မှာတော့အဲ့ဒီလူသားတာမန်ပဲဆိုလို့ကတော့ဆရာသားခင်ကိုကူညီတဲ့သဘောလဲရောက်အောင်ငါကတော့ဝါစာပြစ်ဦးမယ်ဟွန်းဒီတေးရီကိုလဲငါပဲတောက်လိုက်တင်တာဂင်းကတကိုယ်တည်းစကားပြော၍တခစ်ခစ်ရဲနေသည်ဝိုင်းရက်အိုးကိုဖြက်ခနဲ့ရိုက်ပြီးအဖုံးဖွင့်သည်ထို့နောက်တကြိုက်တည်းမောချလိုက်တော့သည်အာကောင်းလိုက်တာတော်တော်ကောင်းတဲ့တေးရီအပြင်လူတယောက်ကိုဘလို့များပေးပြည့်ရမှာတော့ဟီဟီချင်းသေးကြီးနှက်ခမ်းတသက်လုံးနေတော့မျက်နှာကြီးလဲရဲတွတ်နေတော့သည်ရိုင်းတိုင်တိုင်နှင့်ခြေလမ်းများကအမူးသမားနဲ့ဖြစ်နေ၏မူးနေစဉ်အောက်သို့ငုံကြည့်မိသွားလေပြီထိုအခါခွေးမဲတကောင်ကိုတွေ့ရ၏
ရင်းခွေးနက်ကခေါင်းမော့ရင်ကော့ကမော်ကြွားစွာလမ်းလျှောက်နေခြင်းဖြစ်သည်ခုံဆွလှုပ်တုံနှင့်အနှေးလျှောက်နေခြင်းဖြစ်လျက်ကြီးမိသူတိုင်းခွေးနက်ကြီး၏ပျော်ရွှင်မှုများကိုခံစားရနိုင်သည်ရင်းကအပူပင်ကင်း၍လွတ်လပ်နေခြင်းဖြစ်သည်တော်တော်ပျော်နေတဲ့ခွေးပဲထိုပုံမှာအမွှေးစိမ့်ခြင်းတေကြီး၏အာယုံတွင်ဆွဲမြဲသွားခဲ့သည်မထိန်ချုပ်နိုင်စွာမျက်ရည်များတရားဟောကျလာတော့ချေသည်ရင်းဤစိတ်များမှာဟိုးဝေးတနေရာသို့လွင့်သွားကြတော့သည်ချင်းသေးပေါက်ကလေးဖြစ်ခဲ့စဉ်ကရှေးဖြစ်နောက်များကိုတတကြီးအမတ်ရလိုက်မိတော့သည်ထိုစဉ်ကရင်းသည်ကြင်ကြံရေးဟုသည်ကို၎င်းမြည်တို့နေထိုင်သင့်သည်ကို၎င်းဘာမှမသိခဲ့ချေစားပြီးအိတ်ချင်းဖြစ်နောက်တစ်နေ့တွင်နိုးထသည်လွတ်လပ်ပျော်ရွှင်ကချင်းသေးဘဝ၌အပျော်ရွှင်ဆုံးအချိန်လေးများဖြစ်ခဲ့လေသည်ကျင့်ကြံသူတစ်ယောက်ဖြစ်သောအခါအရာအလုံးကပြောင်းလဲခဲ့ချေပြီးရင်းကတက်ပြင်းချ၍ဟုငါရဲ့အပျော်ရွှင်ဆုံးနေ့လေးတွေကျင့်ကြံရေးလမ်းစဉ်ကြီးမရှိခင်ကနေ့စွဲတွေပြီးတော့အမှန်တိုင်းပြောရရင်ငါကကျင့်ကြံရေးဆိုတာကြီးကိုဒီလောက်စိတ်ဝင်စားတာလည်းမဟုတ်ပါဘူးထိုအချိန်ဘလက်ကီကအမီလေးတနက်နက်ဖြင့်အထုပ်ထဲကလိမ္မော်သီးတစ်လုံးကိုထုတ်၍မိုးပေါ်သို့ပြေး၍ကစားနေသည်လိမ္မော်သီးတွင်ပြည့်စုံသောမြင်းကွေးအနေထားနှင့်မိုးပေါ်သို့မြောက်တက်လာသည်ဘလက်ကီကပင်ကိုဖြစ်ခနဲအတန်မြည်အောင်လှမ်း၍ကိုက်ဝါလိုက်သည်လိမ္မော်အည်ရွှွှွများနေရာတိုင်းသို့ဖိတ်ဆင်သွားသည်အရသာလည်းအတော်ရှိလာ၏ဘလက်ကီပျော်ရွှင်စွာခုန်ပေါက်နေပြန်သည်အမွှေးစိမ့်ချင်းတေကြီးမှာအားကျမှုများဖြင့်ကြည်ပါဦးလိမ္မော်သီးလေးစားရတာနဲ့ခွေးကပျော်နေလိုက်တာပျော်ရွှင်မှုဆိုတာအတော်ရိုးရှင်းပါလားငါကတော့ဘဝရဲ့ပျော်ရွှင်မှုသေးသေးလေးတွေကိုခံစားဖို့အဝေးကြီးဝေးနေခဲ့ပါပြီချင်းတေကြီးတစ်စုံတရာကိုတင်ယူရရှိခဲ့သည့်နဲ့ခံစားလိုက်ရသည်ပြီးနောက်ထွက်သွားရန်ပြင်တော့သည်သို့တော်ပြင်းကဝူးခနဲပြန်ပြေးလာပြန်ချေဤစိတ်แท้ဝယ်တစ်စုံတစ်ခုဖြစ်နေခဲ့သဖြင့်ခေါင်းကိုခက်ကြမ်းကြမ်းခါထုတ်ဖြစ်သည်ပြီးနောက်ရင်းဤအကျွေစစ်မျက်လုံးများဦးကောင်းခွန်ထဲမှပြူးကျဲကုန်တော့သည်ထွက်ကြတော့မအောင်လက်ဖွားနှင့်ကြမ်းကြမ်းပုတ်ကာခွေးကိုမေးကြည့်ပြန်သည်အိုင်ယိုစိတ်ဝိညာဉ်တည်အဲ့ဒီလိမ္မော်သီးကစိတ်ဝိညာဉ်အတီးပဲစိတ်ဝိညာဉ်အတီးကအင်မော်ရယ်ပုံမှာဘလို့များရောက်နေတာပါလေဘလက်ကီကနောက်ထပ်လိမ္မော်သီးတစ်လုံးကိုလေထဲသို့မြောက်နေပြန်လေသဖြင့်သူ့တွင်စဉ်းစားချိန်ပင်များဆဆမရှိလိုက်ပါချေချင်းတိကြီး၏အမွေပွားပွားများထောင်ထသွားကမျက်နှာထားသည်လည်းရှုံးမဲ့နေလေ၏ခွေးနဲ့စားနေသည်မှာပန်းသီးမဟုတ်တော့ပဲရင်း၏အသားများကိုစားနေခြင်းတပွဲခံစားနေရသည်ခွေးကန်ကောင်းပဲစိတ်ဝိညာဉ်အတီးတောင်စားနေနိုင်တယ်ထိုအခါကောင်းကင်ဘုံမှတဟုန်ထိုးတုတ်ချီတင်၍ဘလက်ကီနောက်၌ဆင်းသက်လိုက်သည့်အနီးကပ်ကြည့်ရှုခြင်း၍ဖြစ်သည်ရတော့မယ်ပန်းသီးကိုငါဆွဲလူနိုင်တော့မယ်ကင်းလန်းယူတော့မိဆဲတွင်ဘလက်ကီကနောက်ခြေထောက်ဖြင့်ပိတ်ကန်ပစ်လိုက်၏ဘန်အမွှေးစိမ့်ခြင်းတေကြီးနောက်လန်ကျ၍လူးလိမ့်သွား၏ပြင်း၏မျက်လုံးပြူးများတွင်မယုံနိုင်ခြင်းအပြည့်နှင့်ပင်ဖုံးခနဲမီတန်ကြီးနှင့်အတူအဆက်တကွဲအကျိုးနှဲလိမ့်ကျသွားခြင်းဖြစ်လေသည်ငါကခွေးတကောင်ကန်တာခံလိုက်ရတာလားငူငိုင်ဖြစ်နေလျက်မိမိကောင်းကိုမိမိထုရိုက်ကြည့်သည်ထင်အောင်ထင်မှားဖြစ်နေတာများလားအဲ့ဒါခွေးတကောင်လေဘလို့လုံးငါကိုကန်နိုင်မှာတော့ထိုအခါနောက်ထပ်ပါဆယ်ထုတ်ကိုအကြံအစီကြီးစွာပြုံးလျက်ကြည့်နေပြန်သည်ချင်းသေးကဘလက်ကီကိုခုံအုပ်ရန်ကြိုးစားပြန်သည်သူကဆော့ပေးလိုက်ပြန်၏ဟေးကောင်ခွေလာလေမင်းငါကိုကန်နိုင်ရင်လာခဲ့ဘလက်ကီကအေးလူနောက်လှည့်ကြည့်သည်ဖြန်းတိုးတော်ခွေးလက်ဖွားများကလေးလင်ကဲ့သို့လျက်မြန်သည်ဘလက်ကီကရင်းကိုဘဲပြန်ညာပြန်ပါရိုက်ပစ်ကမြင်ကွင်းမှပျောက်သွားလေသည်အမွှေးစိမ့်ကျင်သေးသည်ဘလက်ကီအတွက်မူတဲအိတ်တတာဖြစ်နေ၏ချင်းသေးလဲမူးဝေနေကဥတီယာများပင်ရှင်းရှင်းလင်းလင်းမခွဲခြားနိုင်တော့ပေသူ့ကောင်းကနာကျင်နေကစဉ်းစားနိုင်စွမ်းများခိတ္တပျောက်ဆုံးကုန်ကြ၏တစ်ဆက်တည်းသူတတိလစ်သွားခဲ့၏ကြောင်သေးလေးကဘဲကထွက်လာတာတော့ငါရဲ့ကြည်လင်နေတဲ့စိတ်ကိုယ်တောင်လာအနှောက်ရှက်ပေးရဲတယ်ပေါ့ဘလက်ကီခြေလမ်းများကိုရက်ပစ်လိုက်သည်ထိုအချိန်အမွှေးစိမ့်ခြင်းတေကရှာထစ်လစ်ဖြင့်တတိမိနေခြင်းဖြစ်သည်မျက်စံကြီးလှန်လျက်စိတ်ဖောက်ပြန်သည့်နယ်တခစ်ခစ်ရဲနေသေးသည်မြင်းမှာအတုံးမကျသည့်အလကားကောင်နှင့်တူနေသေး၏ဘာပဲဖြစ်ဖြစ်ငါအိမ်သားလဲရောက်နေပြီပဲနေ့လယ်စာထမင်းဝိုင်းမှာဟင်းတမဲတိုးသွားတာပေါ့ဘလက်ကီသည်အမွှေးစိမ့်ခြင်းတေကိုဒီတိုင်းကောက်မလိုက်ကအိမ်တို့ဆက်လျှောက်သွားတော့သည်ရှောင်ပိုင်ရေးမီးမွေးထားလိုက်တစ်ဆက်တည်းအသားလုံးနှက်ဖို့ကျုပ်ကိုကူညီဦးပေါ်တရက်ကုံလုံးသွားခဲ့ပြီးနနက်ခင်းတစ်ခုတွင်လီနင်းဖန်စောစောနိုးနေခဲ့၏မိုးကုတ်စဝိုင်းအလွန်ရှိနေထွက်ချိန်ကိုငေးကြည့်နေလျက်ရှိသည်ထိုစဉ်အဖြူရောင်အိဋ္ဌအရှင်ရောက်လာပြီးပြုံးနေလျက်နေရာတစ်ခုသို့လက်ညှိုးကောက်ခါငင်ခါညွှန်ပြလေသည်
တခင်လေးလီမကြာမီကျုပ်တို့အေးခဲလေပြေချိုင်ဝမ်းကိုရောက်တော့မယ်လီနင်းဖန်သူညွန်ပြသောနေရာသို့မျှော်ကြည့်လိုက်သည်ရင်းမှနေထွက်သောနေရာပင်ဖြစ်၏တောင်တန်းသည်နေလုံးနီနီကိုပန်ဆင်ထားသည်နေလုံးကြီး၏ရှေ့မောက်၌မြူဆိုင်နေသောတောင်ကြားလန်းတစ်ခုရှိ၏တောင်ကြားလန်းသည်နှစ်ခုခွဲဖြာ၍6နက်ချင်းတစ်ခုဖြစ်နေ၏နေ၏ဗဟိုသည်ရင်း6နက်ကြီးနှင့်တန်းညှိနေလျက်ရှိလေသည်နေမင်းကြောင့်ရောင်ကြီးသောစက်ဝိုင်းများမြောက်များစွာလည်းဖြစ်ပေါ်နေလျက်ရှိသဖြင့်ကြည်ရသည်မှာခန္ဓာထေဝါလာ၏အာယုံတက်ချိန်၏နေရောက်မှာမျက်စိမစူးစေဘဲနူးညံ့၍ညင်သာသည်လီနင်းဖန်ကပြုံး၍ကောင်းလိုက်တဲ့တိုက်ဆိုင်မှုပဲဒီလိုခမ်းနားတဲ့မြင်ကွင်းကြောင့်ခရီးကတန်သွားပြီးနေထွက်ချိန်မြင်ကွင်းသည်ခရီးသွားများအားဆွဲဆောင်ပေးနိုင်သောနေရာတစ်ခုဖြစ်လေသည်အဖြူရောင်အနေဆအရှင်ကလီနင်းဖန်ကိုအမောတကောထောက်ခံသည်တခင်လေးပြောတာအမှန်ပဲနေလုံးကြီးကိုကြည့်ပါဦးလုံးဝန်းပြီးကြီးလိုက်တာဘလောက်လှလိုက်လဲလီနင်းဖန်ကအတွေးတစ်ခုပေါက်၍နေထွက်လာရင်တိမ်တွေဟာသူ့အလိုလိုဖယ်ပေးရတယ်ကောင်းလိုက်တဲ့ကြပြာတခင်လေးလီခမည်းကတကယ်ပါရမီရှိတာပဲရှည်လျားပြီးကျဲလာတဲ့6နက်ကြီးကိုကြည့်လိုက်ပါဦးဟိုအမဲရောင်အနေဆအရှင်ကခေါင်းတငိမ့်ငိမ့်ထောက်ခံ၏သူလဲလီနင်းဖန်နှင့်အတူလိုက်ရော၍စကားဆက်မိပြောခြင်းသည်သို့တော်လဲသူကထိုနေရာတွင်ပါရမီမပါချေကြပြတိုလေးနှင့်ဆက်လိုက်လျင်ဖြင့်ဆရာကြီးကိုအထင်ကြီးစေလိမ့်မည်သို့တော်လဲစာကြောင်းတပိုင်းတစနှင့်အကြံအိုက်နေရသည်ထိုနောက်မျက်တောင်တစ်ဖြက်ဖြက်ခတ်၍မိုးကုတ်ဆက်ဝိုင်းသို့မျှော်ကြည့်မိသည်စိုးရိမ်တကြီးအော်ဟစ်လိုက်၏အဖြူလာကြည့်စမ်းသူတို့ဟိုမှာတိုက်ခိုက်နေကြတာလားအားလုံးလဲအလောတကြီးလာကြည့်ကြသည်ပုံရိပ်များနေအောင်အောက်ဝယ်လှုပ်ရှားနေ၏လီနင်းဖန်ကြည့်၍ရရန်အကောင်းဆုံးစူးစမ်းတော်လဲသူမြင်သည်မှာလှုပ်ဖြစ်နေသောပုံရိပ်များသာနေ၏တန်လျက်များကြောင့်သူစူးစိုက်ကြည့်၍မရချေထိုအခါသူ့အနီးရှိလူများကိုလှည့်ကြည့်သောဘင်းတို့အားလုံးကအထိတ်တလန့်ဖြစ်နေခြင်းကိုတွေ့လိုက်ရသည်ဤအခြေတိုင်းဆိုလျင်လီနင်းဖန်နောက်အချိန်၌အဝေးကြီးမှန်ပြောင်းမှပြင်ဆင်ထားမှဖြစ်တော်မူထိုအချိန်ကြံလူများကအကျဲချဲ့မှန်တန်ကိုအသက်သွင်း၍ကြည်ရန်ပြင်နေကြသည်သူတို့ကြည်ရသည်မှာအတော်အလေးနက်ထားနေခြင်းဖြစ်လေသည်ဟုတ်တယ်ချနေကြတာသွေးပင်လေစစ်သူကြီးနဲ့တခြားလူတွေပဲပြိုင်ဘက်ကဝိညာဉ်စစ်သူကြီးရှူရပဲအဲ့ဒီကောင်ကမြေအောက်လောကရဲ့တစ္ဆာဖောက်ပေါ်အခြေအနေကတော့မကောင်းတော့ဘူးမြ мян အရှိန်တင်မြ мян အရှိန်တင်အဖြူမဲနှိပ်စအရှင်နှစ်ပါးကစိုးရိမ်တကြီးဖြစ်နေကြသည်အားလုံးသည်လည်းမြန်နိုင်သမျှအမြန်ဆုံးထွက်ပြေးလိုကြသည်တဖြည်းဖြည်းနီးကပ်လာသည့်အခါလီနင်းဖန်လည်းနောက်ဆုံးတော့မြင်တွေ့နေရပြီးပုံရိပ်နှစ်ခုကိုသူတွေ့၏ပုံရိပ်နှစ်ခုသည်6နက်ကြီး၏အစွန်းတစ်ဖက်စီတွင်ရက်လျက်ရှိကြသည်လီနင်းဖန်ထိုးစဉ်တစုံတစ်ခုကိုတတိယလိုက်သဖြင့်မေးကြည့်၏မြေအောက်ကဘာကိုတစ္ဆာဖောက်တာလားတခင်လေးလီဟိုကိုကြည့်အနီရောင်အပေါ်ထဝယုံရှင်တဲ့လူကကျုပ်တို့မြေအောက်လောကရဲ့သွေးပင်လယ်စစ်သူကြီးသူကသွေးပင်လယ်ရေးကိုတာဝန်ယူတယ်အဲ့ဒီဘက်ကိုကြည့်တန်ချက်ကအမဲနဲ့လူကဝိညာဉ်စစ်သူကြီးရှူရပဲသူကငရဲပြည်အရေးကိုတာဝန်ယူတယ်အဖြူရောင်အိဋ္ဌအရှင်ကလက်ညှိုးတထိုးထိုးနဲ့ရှင်းပြသည်စိတ်မကောင်းပါဘူးကျုပ်ဘာမှမမြင်ရဘူးဒါပေမဲ့စိတ်ကူးကြည့်လို့တော့ရပါတယ်လီနင်းဖန်လဲဘာတွေဖြစ်နေကြောင်းသူတီးတကယ်တော့ဟန်ကိုထားရသည်သူကခေါင်းညှိလိုက်ပြီးထပ်မေးသည်ဝိညာဉ်စစ်သူကြီးရှူရာကမြေအောက်ကဘာကိုတစ္ဆာဖောက်တာလားဟူမြေအောက်ကဘာရဲ့ဒုက္ခအိုးလေအမဲရောင်အိဋ္ဌအရှင်ကတက်ပြင်းများမှုတ်ထုတ်လိုက်ပြီးခေါင်းတရမ်းရမ်းနဲ့ရှင်းပြသည်ကျုပ်တို့လည်းတေချာတော့မသိဘူးဒါပေမဲ့သူကရုတ်တရက်ကြီးအမိန့်တွေကိုမနာခံတော့တာတော့သိလိုက်တယ်သွေးပင်လယ်မှာဖျို့ဖျဲတွေဖြစ်နေတော့ကဆိုသူကအင်မော်ရယ်ပုံကိုလစ်သွားသေးတာကျုပ်တို့နောက်ဆုံးမှသူ့ကိုပြန်မိတယ်အားလုံးလဲရှေ့သို့ခီးဆက်ကြသည်သို့တော့လေထဲဝယ်ဖိစီးမှုတစ်မျိုးနဲ့ပြည့်နေတော့သည်လီနင်းဖန်သည်လဲသူရောက်နေစဉ်တဲထန်ရင်ဖို့ဇက်ဝင်ခန်းတစ်ခုတည်းပြေးဝင်မိမည်ဟုမထင်ခဲ့ပေစိတ်ရှုပ်ထွေးနေရတော့လဲတစ်ချိန်တည်းမှာပင်စိတ်လဲလှုပ်ရှားနေမိသည်အခန်း328အတွဲတပြီးပါပြီအခန်း328အတွဲနှင့်ကြောက်ဖို့ကောင်းလွန်းတယ်လေပြေအေး6နှစ်တနေရာတွင်ပုံရိပ်များမှာလေပေါ်ဝဲပြန်လျက်ရှိ၏တေစေနိုင်အပ်သောအရှိန်ဝါများနှင့်တဦးကိုတဦးရှက်နွယ်ထားကြသည်အတော်များသောအိုနီရေတွက်နှင့်ထူးဆန်းသောဝိညာဉ်များလည်းရှိနေကြသည်ယင်းတို့မှာမိတို့မှလူနှင့်မတူနိုင်သောရုပ်ရည်သွင်ပြင်ဖြစ်၏6နှစ်ကြီးသည်လည်းသူတို့အတွက်ကြောက်စရာတစ်ခုမဟုတ်ပေအကြောင်းမှမူ
သူတို့အားလုံးလေပေါ်ပြန်ဝဲနေခြင်းကြောင့်ဖြစ်ပေသည်စစ်တလင်းအလယ်တွင်သွေးပင်လယ်စစ်သူကြီးကသွေးနီရောင်တောက်တောက်ခက်ရင်းခွကြီးကိုကင်ထားသည်သူကဝိညာဉ်စစ်သူကြီးရှူရာနှင့်ရင်ဆိုင်နေခြင်းဖြစ်သည်ဝိညာဉ်စစ်သူကြီးရှူရာတွင်တော့လက်နက်အဖြစ်ကြာပို့ရှိကြီးတလက်ရှိသည်ကြာပို့သည်အစိတ်ပြင်းလာသောမွေတကောင်နှင့်တရန်တူ၏ကျင်းကိုလိုအပ်သလိုဆွဲဆန့်ခြင်းကြုံခြင်းပြုလုပ်နိုင်၏ကြာပုတ်ကိုပိမ့်ပိတ်မောင်မဲနေသောမြူကိုများနှင့်ဝန်းရံထားသေးပေရာပြင်းထန်မှရှောင်းနိုင်ရန်ခက်ခဲလွန်လာသည်သွေးပင်လယ်စစ်သူကြီးမျက်လုံးများ၌မီးများတောက်လောင်နေပြီးသူ၏သွေးနီရောင်ခက်ရင်းခွကြီးကလျင်မြန်လှ၍အကျန်းဆန်သည်ဝိညာဉ်စစ်သူကြီးရှူရာကိုတိတ်ထတဲ့စိုက်ကြည့်လျက်မေးလိုက်သည်ရှူရာဘာကြောင့်လဲမြေအောက်ကဘာကိုတူတူကာကွယ်မယ်လို့မင်းပါကြောင့်မပြောတော့တာလဲဝိညာဉ်စစ်သူကြီးရှူရာက6ကက်ကက်ပြန်ဖြေသည်မြေအောက်ကဘာဆိုတာသွားပြီကာကွယ်ရအောင်ဘာမှမရှိတော့ဘူးသွေးပင်လယ်စစ်သူကြီးကနာနာကြီးကြီးအော်ပြောဤပျက်စီးသွားတာတွေကိုကျုပ်တို့ပြန်တိဆောက်လို့ရတယ်ခမားရဲ့စာရိတ်တပြက်ရတဲ့အကြောင်းရင်းကိုပြောစမ်းဝိညာဉ်စစ်သူကြီးရှူရာကဟားတိုက်ရေမော်ဖြစ်သည်သူကထင်းငေါ်၍မြေအောက်ကဘာကိုပြန်တိဆောက်မယ်ဟုတ်လားဒီအစားကျုပ်ကိုယ်ပိုင်ဝိညာဉ်ပုံတစ်ပုံပဲတိဆောက်လိုက်မှာပေါ့ခေတ်တစ်ခုဆိုတာအခွင့်အလမ်းပဲခမားနဲ့ကျုပ်အတူတူပူးပေါင်းကြမယ်ကျုပ်တို့ဟာဝိညာဉ်ပုံနဲ့ immoral ပုံကိုအုပ်စိုးနိုင်ကြမယ်ဒီလိုဆိုရင်ရောမင်းသွေးပင်လေစစ်သူကြီးလည်းဝိညာဉ်စစ်သူကြီးရှူရာကိုမယုံနိုင်အောင်ဖြစ်ရသည်နာကျင်ဝမ်းတဲ့ဖွယ်အတန်နှင့်မင်းအရင်ကအခုလိုမဟုတ်ပါဘူးဟူ၍သာပြောနိုင်တော့သည်ထိုခဏ၌သူ့အာယုံများခဏမျှလွတ်ထွက်သွားခဲ့ရာကြာပုတ်ကမြေကြီးတစ်ကောင်နှင့်အလစ်တိုက်ခိုက်လာသည်အလွန်ရုတ်တရက်ဆန်သဖြင့်သူ့ရင်ဘတ်အားဗန်းလက်ခနဲရိုက်မိချေ၏ဟင်းသွေးပင်လယ်စစ်သူကြီးအတန်ထွက်ညီးတွား၍နောက်ပြန်ဆုတ်ရသည်သူ့ရင်ဘတ်၌ကြာပို့ရာများထင်းကနေပေါ်လာချေသည်သူ့ဝိညာဉ်သည်လည်းဒဏ်ရာရသွားခဲ့ပြီးအမောင်မီးတောက်များသူ့ရင်ဘတ်ဝဲတောက်လောင်နေလျက်ရှိပေသည်သွေးပင်လယ်စစ်သူကြီးလည်းမိမိရင်ဘတ်ကိုမိမိငုံကြည့်၍နာကျင်လျက်ရှိသည်သူခန္ဓာကိုယ်ရှိနာကျင်နေမှုထက်ရင်တွင်းမှနာကျင်နေမှုမှာပိုမိုပြင်းထန်နေပေသည်ရင်းကဝိညာဉ်ကြာပုတ်ဖြစ်သည်ကြာပုတ်ကိုငရဲပြည်ရှိဝိညာဉ်များနှင့်မကောင်းဆိုးဝါးများကိုရိုက်နှက်ရာတွင်အသုံးပြုသည်သူကိုကင်းကြပုတ်နှင့်ရိုက်လိုက်ခြင်းဖြစ်၏နေလုံးနီနီကြီးကိုနောက်ခံထား၍အလွန်ဝမ်းနည်းမိလာသည်ခမည်းအနိုင်တိုက်နိုင်မှာမဟုတ်ဘူးဝိညာဉ်စစ်သူကြီးရှူရာကဝင်ကြွားစွာလေပေါ်ပြန်တက်လာသည်သူ့နောက်ဝဲတစေအများပြားလဲရှိနေကြသည်ကျုပ်ကငရဲကိုစီရင်တယ်ဝိညာဉ်တစေတွေကိုလည်းကျုပ်စိတ်ကြိုက်ထိန်းချုပ်နိုင်တယ်ကျုပ်လိုချင်တာတေစရင်စာအုပ်ပဲဒီတစ်ချိန်တော့ကျုပ်ခမည်းကိုအသက်ချမ်းသာပေးမယ်သွေးပင်လယ်စစ်သူကြီးကသူ့ခက်ရင်ခွက်ကိုမြောက်ကင်လျက်ခါးသီးစွာဟိန်ဟောက်လိုက်သည်အိမ်မက်မက်နေလိုက်ဒါဆိုရင်တော့ကျုပ်စိတ်မကောင်းပါဘူးပဲပြောနိုင်တော့တယ်ဝိညာဉ်စစ်သူကြီးရှူရာ၏အတန်သည်ခံစားချက်ကင်းမဲ့လျက်အမိတ်ပေးလိုက်သည်တိုက်ခိုက်ကြတရိษံများတဖွဲ့ဖြစ်သောဝိညာဉ်များနှင့်အေယာမကြီးသောတစေများသည်၎င်းဝတ်တုပ်သောဝိညာဉ်များနှင့်အလွန်တရာကြီးတန်သောဝိညာဉ်များသည်၎င်းသူ့နောက်မှချီတက်လာကြ၏ခါပြုတ်ကြီးနှင့်တူသောတစေတကောင်ဆိုလျင်နဖူးတိတ်တိတ်၌မျက်လုံးတစ်လုံးသာရှိသည်ရင်းမှာကြွက်နို့ဗရက်ပွားနှင့်ဖြစ်နေသေး၏မျက်လုံး၏အောက်တွင်အေယာမပါဇက်ကြီးရှိပြီးပါဇက်မှလေဘူးများမှုတ်ထုတ်အသက်ရှူနေ၏ရင်းကဘောလုံးကြီးနှင့်ကျုံနိုင်ဆန့်နိုင်၍ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများထုတ်လွှတ်နေလေသည်သွေးပင်လဲစစ်သူကြီးပြားများနေရချေပြီးတစ်ဆက်တည်းအလောတကြီးအော်ဟစ်အမိတ်ပေးရသည်အားလုံးသတိထားကြဝိညာဉ်ဖြက်စီးလေချမ်းပဲဝိညာဉ်တွေကိုချီနှောင်ထားလေချမ်းနဲ့ပါမသွားစေနဲ့အိုနီများကရင်းအတွက်အသင်မဖြစ်ကြချေသူတို့မှာကြောင်ကြောင်အဖြစ်လျက်ရှိ၏ဝိညာဉ်စစ်သူကြီးရှူရာကတည်ငြိမ်စွာရက်၍ငေးကြည့်နေ၏ထိုစဉ်မျက်ခုံးပင်၍မိုးကုတ်ဆက်ဝိုင်းစီသို့အကြည့်ရောက်မိသည်မရေမတွက်နိုင်အောင်များလှစွာသောတိမ်ဆိုင်များအပြေးလာနေကြသည်ရင်းတိမ်များအနက်ရွှေတိမ်တိုက်တစ်ခုမှာရင်သက်ရှုမောကွယ်ကောင်းလာသည်ရင်းကအလွန်ကြီးမားသည်နေ့အချိန်မှာပင်လင်းထိန်တောက်ပနိုင်၏ထိုရွှေရောင်တိမ်တိုက်ကြီးကိုမြင်သောသူ၏စိတ်မပါဖြစ်နေသောသဘောထားများပြောင်းလဲကုန်သည်မျက်လုံးကိုပုကြည့်လျက်ထင်ယောင်ထင်မှားဖြစ်နေသည်ဟူ၍ထင်မှတ်မိ၏အဲ့ဒါမြင့်မြတ်ကန်ကျမကုသိုလ်တိမ်တိုက်လားဘာတွေဖြစ်နေတာလဲတိမ်တွေကြားမှာမြင့်မြတ်ကန်ကျမကုသိုလ်တိမ်တိုက်ကဘလို့များရောက်နေတာလဲပြီးတော့လေအေယာမအတူကြီးပဲမကောင်းဆိုးဝါးဝိညာဉ်များကရင်းတို့၏အစွမ်းကိုအမြင့်ဆုံးသို့တိုးမြင့်ကြသည်ဝိညာဉ်စစ်သူကြီးရှူရာ၏ရင်ထဲတွင်တော့အယူအမှုတုံလုံးနေတော့သည်ရိုးရင်းကျင်စီများထိခိုက်ခိုက်တုံနေခြင်းဖြစ်သည်စုပ်ဆိုင်မနေပဲအော်ပြောရတော့သည်ရက်ကြရက်လိုက်တော့
ချက်ချင်းရက်သို့တော်လဲနောက်ကျသွားချေပြီးဝီဖောင်းမကောင်းဆိုးဝါးဝိညာဉ်များပါဇက်ဟောင်းလောင်းဖြစ်နေကြသည်ကြောက်မက်ဖွယ်ကောင်းသောအဆုံးအစမဲ့လေပြင်းများတိုက်ခတ်နေ၏6နှစ်ကြီး၏မျက်နှာချင်းဆိုင်ချမ်းပင်လှုပ်ရှားနေလျက်ရှိ၏အင်းကြောက်သားများကကြေမွသွားခြင်းမဟုတ်ပေအကြောင်းမှမူဖုံဖုံဖြစ်သည့်အထိလေတိုက်ခံရသောကြောင့်ဖြစ်ပေ၏လေချမ်းများကမဲမောင်၍ဒေါသထွက်နေသောနဂါးတကောင်းကဲ့သို့အားကောင်းသည်ပိမ့်ပိတ်မောင်မဲနေသောလေစင်နာမောင်းကြီးဖြစ်ပေါ်နေပုံမှာအလွန်တရာထိတ်လန့်စရာဖြစ်၏အိုနီများကအကောင်းဆုံးကြိုးစား၍ခုခံထားကြသည်လေနက်ကြီးကတားဆီးမရနိုင်အောင်အားကောင်းသည်လေနှင်းဖန်နာသို့ပင်ရောက်လာ၏သခင်လေးလီသတိထားအဖြူအမဲအနှိမ့်စအရှင်နှစ်ပါးလဲလက်မြောက်၍လျင်မြန်စွာလေပြင်းများကိုတားဆီးလိုက်ရသည်ဒရာဂျင်နှင့်နန်နန်းသည်လည်းမန်တန်ကိုအသက်သွင်း၍ဒိုင်းတစ်ခုနှင့်အမှောင်လေချမ်းများမှချက်ချင်းကာကွယ်လိုက်သည်လေနှင်းဖန်ကမူလေစင်နာမောင်းနှက်ကြီးကိုငေးကြည့်ကကြောက်စရာကောင်းလိုက်တဲ့လေမဲကြီးဗျာအိုက်ယိုပြီးသွားပြီဝိညာဉ်စစ်သူကြီးရှူရမှာကြောက်ရွံ့ကြီးနဲ့ကြက်တေတေနေ၏နောက်သို့တရင်တရိုင်ပြန်ဆုတ်ကာကိုကြုံထားမိသည်ထိုအခါသူ့ဘေးရှိနောက်လိုက်တူမှအမောတကောလှမ်းမေးတော့သည်ဆရာဘာဖြစ်လို့လဲဝိညာဉ်စစ်သူကြီးကအခက်တွေ့နေသောလေတံနှင့်မကောင်းတာတစ်ခုခုဖြစ်နေပြီမနဲတွေကအဲ့ဒီမြင့်မြတ်ကန်ကျမကုသိုလ်တိမ်တိုက်ကြီးကိုတိုက်ကြတော့မှနောက်လိုက်ငယ်သားသည်လည်းကန်ကျမကုသိုလ်တိမ်တိုက်ကြီးကိုမောကြည့်လျက်အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီးကန်ကောင်းတာကမြင့်မြတ်ကန်ကျမကုသိုလ်တိမ်တိုက်ကြီးကဒိုင်းကာနဲ့ကောင်းကောင်းကာကွယ်ထားတာပဲမင်းကန်းနေလားကာကွယ်ထားတယ်ဆိုတာဘာပြောတာလဲမင်းမမြင်ဘူးလားသူ့စပင်တွေလေပြင်းကြောင့်ရှုပ်ပွားကုန်ပြီအဲ့ဒါဆိုးတာပဲဝိညာဉ်စစ်သူကြီးကညံပြေးလာသည်မကောင်းဆိုးဝါးဝိညာဉ်များအသက်မရှင်နိုင်မည်ကိုသူသိဤထိုအခါဆုံးဖြတ်ချက်ကိုမြန်မြန်ချတော့သည်အားလုံးတက်ဆုပ်မကောင်းဆိုးဝါးဝိညာဉ်တွေကိုထားခဲ့မြန်မြန်တက်ဆုပ်ကြပထမဆုံးဆုတ်ခွာသွားသူမှာသူပင်ဖြစ်၏မကောင်းဆိုးဝါးဝိညာဉ်များကမူလမ်းပြောက်ကုန်ကြသည်ဝေခွဲမရဖြစ်ကအခြေအနေအားယခုထိသဘောမပေါက်ရှိကြ၏ထို့နောက်တွင်အထက်မှလျှက်စီးခရမ်းရောင်ကြီးတဲတဲမတ်မတ်ပစ်ချလိုက်တော်သည်ဖုံးဟူသောအတန်ကျဲကြီးနှင့်အတူပောက်ကွဲသွားလေသည်နေရာတိုင်းတွင်လျှက်စစ်လိုင်းများဖြန့်ကျက်ထားလေရာမကောင်းဆိုးဝါးဝိညာဉ်များအနည်းရှိတစေများလည်းချက်ချင်းပင်ပျောက်ကွယ်ကုန်ကြတော့သည်လေပြင်းများတိခတ်နဲ့ရက်သွားစဉ်အားလုံးလဲစွန့်အမင်တက်နေကြ၏သူတို့မှာထိတ်လန့်ကြောက်ရွံ့နေလျက်ရှိပေရာမြင်ကွင်းတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်ပြီးနောက်တွင်ဖြည်းဖြည်းချင်းလွင့်မျောလာသောရွှေတိမ်တိုက်ကြီးအပေါ်တပြိုင်တည်းအကြီးရောက်ကြသည်တိုးဆုပ်ကြောက်ရွံ့နေကြသဖြင့်အသက်ပင်မရှူရဲကြပေအကယ်၍အသက်ရှူလိုက်စဉ်မြင့်မြတ်ကြမာကုသိုလ်တိမ်တိုက်ကြီးနှင့်ထိမိသောနားလည်မှုလွဲ၍မိုးကြိုးပစ်ခံရမည်ကိုဟူ၍ကြောက်လန့်နေခြင်းဖြစ်လေသည်လီနင်းဖန်ကထခုံမတက်ပြောဆိုနေသည်ကြောက်เสียကောင်းလိုက်တဲ့မိုးကြိုးကြီးဘာကြီးပါလိမ့်ဘသူကများမန်းနန်ကိုအသက်သွင်းလိုက်တာလည်းမသိဘူးနော်သခင်လေးလီအဖြူအနှိမ့်စအရှင်မှာအသက်ပြင်းပြင်းရှူ၍အားတင်း၍ပြုံးနေရသည်သူကဖြည်းချင်းရှင်းပြသည်အဲ့ဒီတိုက်ခိုက်မှုကသခင်လေးစီကပါဒါပေမဲ့သခင်လေးကိုသာထိခိုက်မိရင်တေတဲ့အထိပြစ်ခတ်သွားမယ်လို့ယူဆလို့ရပါတယ်တရားမျှတတဲ့တေခြင်းသဘောပါပဲလျှက်စီးကကြုတ်ကြောင်ဖြစ်တာလားလီနင်းဖန်မင်တမီဤဒီမှာသူဤကံကြမ္မာကုသိုလ်များအစွမ်းကိုပထမဆုံးအကြိမ်အဖြစ်မျက်မြင်ကြုံတွေ့ရခြင်းဖြစ်ပေသည်ခြေနဲ့အားရစွာအံ့ဩနေကကျုပ်ကအလောက်စွမ်းအားကြီးတယ်လားဆရာကြီးကျေးဇူးပြုပြီးကိုတတိလေးပါလေးထားပါဦးနော်ခမ ्या ကအလောက်စွမ်းအားကြီးတာမဟုတ်ဘူးအလွန်တရာစုပါအမခံမယုံနိုင်အောင်စွမ်းအားကြီးတာဟုတ်ပြီလားအမဲနှိမ့်စအရှင်သည်လည်းခေါင်းဖွားဖွားဟန်၍ကတုံကရင်လေတံနှင့်ဝင်ပြောရသည်တကယ်ပဲစွမ်းအားကြီးပါတယ်သခင်လေးသူတို့အတွက်လည်းဤဒီကပထမဆုံးအကြိမ်မြင့်မြတ်ကံကြမ္မာကုသိုလ်များဤစွမ်းမကားကိုတွေ့ကြုံဘူးခြင်းဖြစ်လေသည်ဏီကုန်းချုပ်ရမည်ဆိုသောမကောင်းဆိုးဝါးဝိညာဉ်များကအကြောင်းပြချက်ကောင်းကောင်းဖြင့်တေဆုံးသွားကြခြင်းဖြစ်လေ၏လီနင်းဖန်တရွေးတပြင်းပြင်းနှင့်သူလည်းပဲတအံ့တော်ဖြစ်မိသည်ကျုပ်ရဲ့ရွှေအထီးအတွေ့လေးတွေကမတရားကောင်းစရာပဲကျုပ်သိခဲ့တင်တာဝိညာဉ်ကူးပြောင်းတဲ့ကကျုပ်သိတင်တာအတုံးမကျတဲ့စနစ်တစ်ခုပဲကျုပ်ကိုပေးထားတာပဲဖြစ်နိုင်ပါမလဲကျုပ်ရဲ့တကယ့်စွမ်းအားကအသွေးသားတွေထဲမှာပဲအားလုံးကသူ့ကိုတလေးတစားကြည့်နေခြင်းကိုမြင်ရတော့အတော်ကျေနပ်နေမိသည်ပြုံးပြီးလက်ပြရင်းနဲ့ကြင်ကြံသူတို့မစိုးရိမ်ပါနဲ့ခမားတို့ကျုပ်ကိုနာကျင်အောင်မလုပ်သေး၍ကျုပ်လည်းခမားတို့ကိုမနာကျင်စေရပါဘူးမစိုးရိမ်ပါနဲ့
မစိုးရိမ်ကြနဲ့ဖက်ဖက်ထိုးခါသူ့ဘေးရှိအားလုံးကတတိလက်လွတ်ခြေလမ်းများကိုနောက်ဆုတ်လျက်လုံခြုံရန်အကွာအဝေးတစ်ခုချထားကြလေသည်ဟုတ်ပါပြီကျုပ်ကိုဆက်ပြီးလစ်လူရှုထားလိုက်ပါလီနင်းဖန်ကဒရာဂျင်နန်းနန်းနှင့်အတူရွှေတိမ်ဆိုင်ကြီးစီးလျက်သူ့နဘေးမှဖြတ်ပြန်သွားသည်တွေးပင်လဲစစ်သူကြီး၏မျက်နှာထားမှာတီတင်းနေ၏အဖြူမဲအနိစ္စအရှင်နှစ်ပါးကိုအံ့ဩတကြီးကြည့်လိုက်ကအနိစ္စအရှင်တို့ဒါကအဖြူရောင်အနိစ္စအရှင်ကလေတံတိုးတိုးနှင့်သူကသခင်လေးလီပါတွေးပင်လဲစစ်သူကြီးလဲနောက်အကျိန်အံ့အားသင့်ရပြန်တဟေလီဖြစ်နေရကမေးလိုက်တော့သည်သူကတာမန်လူတယောက်ဖြစ်ချင်တယ်လို့ခမားတို့ကပြောခဲ့သလားလို့တောက်ကျိုးနဲ့အခုကြတော့သူတော်စင်တစ်ပါးဖြစ်နေပါလားအဖြူအနိစ္စအရှင်ကခမားကတော့ခင်းနောက်ကျနေပြန်ပါကောတာမန်လူဖြစ်ရတာညင်းငွေလာလို့သူအခုသူတော်စင်ဖြစ်သွားပြီလေတွေးပင်လဲစစ်သူကြီးမူးနောက်သွားလေပြီတစုံတရာကအလွန်မယွင်းနေကြောင်းသူခံစားရသည်အဲ့ဒီလိုရတယ်လားဆရာကြီးရဲ့အခြေအနေကိုတွတ်ဆနေတာတော်လိုက်တော့ဒီတိုင်းနောက်ကလိုက်အမဲနှိမ့်ဆအရှင်ကဖြတ်ပြော၏အိုးဟုတ်သားပဲနောက်တိုက်ပွဲတွေကြရင်ပိုပြီးစိတ်ဝင်စားစရာကောင်းအောင်လုပ်ထားနော်ဆရာကြီးကစပွဲကောင်းလေဆိုသဘောကျတတ်တယ်ခမားကကျုပ်ကိုတရုပ်ပြစေချင်တာလားဒါကျုပ်ကိုစော်ကားနေတာပဲတွေးပင်လဲစစ်သူကြီးမရှင်မပြဖြစ်နေချေသည်ထို့နောက်သူကကြော်ညာလိုက်၏ကျုပ်တခုရှင်းเสียရှိသေးတယ်ကျုပ်ကတရုပ်ပြကောင်းအောင်စူးစမ်းနေတာမဟုတ်ဘူးကျုပ်တိုက်ပွဲတွေကိုကစိတ်ဝင်စားစရာကောင်းပြီးကြည်လို့ကောင်းနေတာတစ်ဖက်တွင်တော့ဝိညာဉ်စစ်သူကြီးရှုရာမှာအဝေးသို့မြုံငေးလျက်ရှိသည့်စိတ်ရှုပ်ထွေးကလီနင်းဖန်ကိုအချိန်တိုင်းငေးကြည့်နေပြီးစိတ်လွတ်နေဟန်ဖြစ်နေရသည်နောက်ဆုံးတွင်စူးစမ်းအာယုံစိုက်၍ထုတ်ပြောလိုက်သည်ပျက်စီးသွားပြီကွာဒါကိုမှတ်ထားကြနောက်တိုက်ပွဲတွေဆိုရင်အဲ့ဒီလူကိုတတ်နိုင်သမျှဝေးဝေးကရှောင်မတော်တဆတောင်မထိမိစေနဲ့သူတို့ကိုဘယ်တော့မှမတိုက်ခိုက်နဲ့နားလဲပါပြီကျွန်တော်တို့နားလဲပါပြီဝိညာဉ်များကကောင်းညိတ်ကြသည်ရင်းကဲ့သို့တတိပေးစရာပင်မလိုပါချေတွေးပင်လဲစစ်သူကြီးကသူ့ခက်ရင်ခွကိုကောက်ကင်၍ဟိန်းအော်လိုက်၏ရှူရမင်းအစင်တင်ပဲလားလာခဲ့လေတက်ကြနှစ်ဖက်လုံးတိုက်ပွဲစားကြပြန်သည်အဖြူအမဲအနိစ္စအရှင်များလည်းတိုက်ပွဲသို့ဝင်ပါ၏အိုနီများရုပ်ချီအသာရနေ၏တို့ဖြစ်ရာတိုက်ပွဲကပို၍စိတ်လှုပ်ရှားစရာစိတ်ဝင်စားစရာကောင်းလာတော့သည်လီနင်းဖန်ကမူခဝေးဝေးမှရှူစားလျက်ရှိသည်သူကတောက်ပနေသောရွှေတိမ်တိုက်ကြီးမတ်တရက်နေခြင်းဖြစ်ပြီးရင်းဒီသာအေးချမ်းသောနေရာတစ်ခုအဖြစ်ရှိနေ၏လီနင်းဖန်ကကြည်နေရင်ဝေဖန်သုံးသက်နေသေး၏ဝိညာဉ်များအကြားတိုက်ပွဲသည်ရှုပ်ထွေးပြီးထူးကဲမနေကြောင်းသူသိသွားရသည်ငင်းကရိုးရှင်းစွာပင်အကျန်းဆန်၏မကြမီတိုက်ပွဲအနိုင်ရသူထွက်ပေါ်လာတော့မည်အဖြူအမဲအနိစ္စအရှင်နှစ်ပါးတွင်ဝိညာဉ်များနှင့်တိုက်ခိုက်ရန်အစင်းမြင့်လက်နက်တစ်မျိုးရှိ၏သူတို့၏တေခြင်းလက်နက်များနှင့်ဝိညာဉ်များထိမိကြသောမြင်းတို့မှာညင်းညင်းညူညူဖြင့်စွမ်းအင်များအားလုံးဆုံးရှုံးသွားရသည်နေရာမှာတွင်ဝိညာဉ်စစ်သူကြီးရှူရာနှင့်တွေးပင်လဲစစ်သူကြီးတို့တိုက်ပွဲသည်ကစိတ်ဝင်စားစရာအကောင်းဆုံးပင်သူတို့နှစ်ဦးလုံးကကြောက်မက်ဖွယ်စွမ်းအားကြီးလာသည်ဖြစ်ရာသူတို့၏တိုက်ရိုက်ခိုက်ရများကလည်းထိတ်လန့်ဖွယ်ပင်သူတို့နှစ်ဦးတိုက်ခိုက်နေစဉ်သွေးနီအောင်အရှိန်ဝါနှင့်ဝိညာဉ်လေပြင်းကြီးများဖြတ်တက်ရောရှက်သွားကြ၏ထို့ထက်သူတို့နှစ်ဦးအနည်းရှိဝိညာဉ်များကိုလည်းမတော်တဆတက်ဖြတ်မိလေသေးသည်သွေးပင်လဲစစ်သူကြီးကသွေးကဲ့သို့ချင်းချင်းနီသောဝိယုံရှည်ကိုဝတ်ထား၍သူလှူရှားလိုက်သည့်အချိန်တိုင်းလေတိုးတံများကြားရ၏ကြည့်၍အထာကြခြင်းအပြင်ငင်းကအင်မော်ရယ်ပစ္စည်းတစ်ခုဖြစ်လေသည်ရန်သူအားသွေးနီအောင်ဝိယုံရှည်နှင့်ဖုံးအုပ်လိုက်ပြီးသွေးပင်လဲသို့ပို့ဆောင်လိုက်နိုင်သေးသည်ငင်းကတစ်ဖက်ရန်သူ၏အပြုအမူများအပေါ်တက်ရောက်မှုရှိလေ၏ဝိညာဉ်စစ်သူကြီးရှုရာသည်တော့ခြေမခေါင်းဆုံးကောင်းမွန်စွာစီရင်ထားသောနတ်မောင်ပြောင်လက်နေသောချက်ဝတ်တန်စာကိုဝတ်ဆင်ထား၏တို့ဖြစ်ရာမိသူမြသူ့မျက်နာကိုမမြင်နိုင်ပေအေးဆက်ဆူရှာနေသောသူ့အကြည့်များကိုဖြင့်ခံစား၍ရပေသည်တိုက်ပွဲကပို၍ပြင်းထန်လာခဲ့သည်သွေးပင်လဲစစ်သူကြီးကထိုစဉ်ဟိန်းဟောက်လိုက်သည်အာချုံကြီးဒေါသပုတ်ထိုအခါအနီရဲရဲခရင်ခွာကြီးတက်တက်နဲ့မိုးပေါ်သို့ထောင်တက်သွားလေ၏လေထုထက်ဝဲအာချုံကြီးမြည်ရည်များဖြစ်တည်လာလေ၏အဆုံးအစမဲ့အာချုံကြီးမြည်ရည်ထဲတွင်ခရင်ခွာများပါဝင်နေကရင်းတို့ကဝိညာဉ်စစ်သူကြီးရှုရာထံဥတီ၏ဝိညာဉ်စစ်သူကြီးရှုရာသည်လဲစွမ်းအားများစုစည်းလိုက်သည်ဝိညာဉ်ကြောက်ဘက်ကိုလင်းမြန်စွာဝေးရန်လိုက်စဉ်အေယာမနဂါးနှက်ကြီးထွက်လာ၍သူ့ကိုအကာအကွယ်ပေး၏နဂါးနှက်ကြီးကအနည်းအများလာကငိုင်မြင့်နေရာမှရုပ်တရက်နိုးထလာဟန်ရှိလေသည်ရင်းသည်လဲအတော်ကိုစွမ်းအားကြီးလွန်၏တို့ဖြစ်ရာ
အရာခတ်သိမ်းလွှမ်းမိုးချယ်လဲထားခံရကစစ်တလင်းတစ်ခုလုံးအေးခဲသွားတော့သည်သို့သောလဲထိုးဖြစ်ကြောင့်အားလုံးသည်လည်းစိုးရိမ်မှုများကြီးစိုးလာကြ၏ကိုစီအပြန်လန်ငေးကြည့်နေလျက်ငယ်တမ်းမအောင်အော်ဟစ်နေတော့သည်ရင်းမှာအခြားအတွက်ကြောင့်မဟုတ်ချေသူတို့အကြည့်များကလီမင်းဖန်ထံသို့ရုတ်ချင်းရောက်ရှိလာတော့သည်ရှူရာသွေးပင်လည်းထိုစဉ်သူတို့နှစ်ဦးတိုက်မိကြတော့မီဆဲဆဲတွင်နှစ်ဦးစလုံးနေရာမှတင်အေးခဲရက်တန့်သွားကြသည်တစ်ချိန်တည်းရက်တန့်သွားကြခြင်းဖြစ်လေ၏ရုတ်တရက်သွေးပင်လည်းစစ်သူကြီးကလီမင်းဖန်ကိုဦးညွတ်အလေးပြု၍တခင်လေးလီကျုပ်တို့အခုကျုပ်တို့ရဲ့အကောင်းဆုံးတိုက်ကွက်တွေနဲ့တိုက်ခိုက်ကြတော့မလို့ပါကျေးဇူးပြု၍နောက်ထပ်မီတာ1000ကျော်လောက်နောက်ဆုတ်ပေးပါလားစွမ်းအားအကျွင်းကြံတွေကြောင့်အနာတရမဖြစ်ပါစေနဲ့နော်အပိုင်း328အတွဲနှစ်ပြီးပါပြီ